မထိုင်ခင်မှာအရင်ဆုံးဒီရက်20အထူးစကန်ပွဲအတွက်ပြိကံအရင်ပြုပါမယ်ဆရာလေးကရှေ့ရဆိုပေးပါမယ်အရှင်မြတ်ဗျာတပည့်တော်သည်ယရဏ3ပါးဆရာသမားမိဘများနှင့်ဝိနည်းတတ္တဝါများအပေါ်၌တန်တရားအစာမှယနေ့တိုင်အောင်ကံ3ပါးတို့တွင်တပါးပါဖြင့်ပြမကျူးလွန်မိခဲ့သည်ရှိသောတို့အပြစ်တို့ကိုခြေနှက်ခွင့်လွတ်တော်မူပါယံဝန်ချတောင်းပန်ပါ၏တပည့်တော်၏အပေါ်၌တင်ရှိခဲ့သောအပြစ်များကိုလည်းတပည့်တော်မှာခြေနှက်ခွင့်လွတ်ပါ၏တပည့်တော်၏ခန္ဓာ5ပါးယုံနာ2ပါးကိုယခုတရားအထုစေရပိုင်းတွင်မြတ်စွာဘုရားရှင်အားဆုံးလွတ်လူတန်းပါ၏ရှင်ဗျာ9 ရက် 5 လ 2025စိတ်ကိုလျှော့ထားပေးပါအကြောတွေကိုလျှော့ထားပေးပါတရားထုတ်တဲ့အခါမှာစူးစိုက်တဲ့တတိထက်စောင့်ကြည့်တဲ့အကဲခတ်တဲ့တတိကိုအဓိကအသုံးပြုရမှာပါစူးစိုက်မှုလျှော့နိုင်သလောက်အလိုက်တင်လေးစောင့်ကြည့်အကဲခတ်တက်လာမှာပါတဘာဝအတိုင်းအစားထိုးပြီးချုပ်ပြောင်းနေတဲ့ပရမတ်ယုံနဲ့သဘောလေးတွေအပေါ်မှာပေါ်တဲ့အတိုင်းအလိုက်တင်လေးစောင့်ကြည့်တတ်ဖို့ပေါ်တဲ့အတိုင်းအလိုက်တင်လေးအကဲခတ်တတ်ဖို့အတွက်ဆိုတာစူးစိုက်မှုရှော့တဲ့ရှော့ဖို့လိုပါတယ်စူးစိုက်တဲ့တတိထက်စောင့်ကြည့်တဲ့အကဲခတ်တဲ့တတိကိုအသုံးပြုရပါတယ်ပုံမှန်အဖြစ်ဆိုရင်တတိထားလို့ပြောလိုက်တာနဲ့စူးစိုက်ရမယ်လို့ထင်နေကြတာများပါတယ်တကယ်တမ်းစိတ်မှန်တဲ့ဝိပဿနာဉာဏ်ဖြစ်ဖို့အတွက်အဓိကလိုအပ်တဲ့တတိကတဘာဝအတိုင်းအစားထိုးချုပ်ပြောင်းနေတဲ့ပရမတ်ယုံဉာဏ်သဘောလေးတွေအပေါ်မှာပေါ်တဲ့အတိုင်းအလိုက်တင်လေးစောင့်ကြည့်တဲ့အကဲခတ်တဲ့တတိမျိုးဟာအဓိကလိုအပ်တာပါရုပ်အနေနဲ့ပြောမယ်ဆိုရင်တနေရာထဲမှာဖြစ်နေတဲ့ရုပ်တစ်ခုတည်းကိုပဲစူးစိုက်ထားမှာမဟုတ်ပါဘူးခန္ဓာမှာတတိကတဲ့ခါမှာကောင်းတိတ်ကနေခြေပြားအထိဘယ်အဖျားတစ်ထောက်စာနေရာလေးတစ်ခုမှဖြစ်တဲ့ဘယ်ရုပ်အပေါ်မှာမဆိုခြေကုန်းနဲ့အမြင်နဲ့ဉာဏ်နဲ့ဖြန့်ကျက်ပြီးပေါ်တဲ့အတိုင်းအလိုက်တင်လေးစောင့်ကြည့်တတ်ရမှာပါတနေရာထဲမှာဖြစ်နေတဲ့ရုပ်တစ်ခုတည်းကိုပဲစူးစိုက်မထားပါဘူးတကယ်ဖြစ်ပြီးပြနေတဲ့ရုပ်အစစ်ကအသေးဆုံးအမုံလေးအရေးလေးအငွေ့လေးအနေနဲ့တောင်ဖြစ်တည်နေခြင်းမရှိတဲ့ဗုဒ္ဓဧတလှုပ်တဲ့ငြိမ်တဲ့မာတက်ပြောတဲ့ယူစီတဲ့ဖွဲ့စည်းတတ်တဲ့ပေါင်းပေါ်ပေါင်းပြတ်တဲ့သဘောလေးတတ်ပါ
ယူကျော်သွေးသားကောင်းကားချေလဲဆိုတဲ့ပုံတံတွေတင်မကပဲအသေးဆုံးအမုံလေးအရေးလေးအငွေ့လေးဆိုတဲ့ပုံတံအနေနဲ့တော့ဖြစ်တည်နေခြင်းမရှိတဲ့ဘုဒ္ဓဧတလှုပ်တဲ့ငြိမ်တဲ့မာတပြုတ်တဲ့ယူစီတဲ့ဖွဲ့စည်းတတ်တဲ့ပေါင်းပေါ်ပေါင်းပြန်တတ်တဲ့ဘောလေးပါအကြောင်းခန္ဓာမှာတတိကတဲ့ခါမှာယူကျော်သေးတာကောင်းခါချင်လဲဆိုတဲ့ပုံတံတွေအနေနဲ့တတိမထားပါဘူးအမောင်ဝါအရေးအငွေ့ဆိုတဲ့ပုံတံတွေအနေနဲ့တတိမထားပါဘူးဒီလိုအသေးဆုံးအမောင်လေးအရေးလေးအငွေ့လေးအနေနဲ့တော့ဖြစ်တည်နေခြင်းမရှိတဲ့ဘုဒ္ဓဧတလှုပ်တဲ့ငြိမ်တဲ့မာတပြုတ်တဲ့ယူစီတဲ့ဖွဲ့စည်းတတ်တဲ့ပေါင်းပေါ်ပေါင်းပြန်တတ်တဲ့ဘောအနေနဲ့တတိထားတရပါတယ်ဒီလိုပွဲလုံးညမှာပြောယူစီဖွဲ့စည်းတတ်တဲ့ပေါင်းပေါ်ပေါင်းပြန်တတ်တဲ့ဘောဆိုတာတနေရာထဲမှာပဲဖြစ်နေတာမဟုတ်ပါဘူးကောင်းတဲ့ကနေခြေပြားအထိပဲအဖျားတစ်ထောက်စာနေရာလေးတစ်ခုမှမစိုးပွေးလို့ညမှာပြောယူစီဖွဲ့စည်းတတ်တဲ့ပေါင်းပေါ်ပေါင်းပြန်တတ်တဲ့ဘောအနေနဲ့သာလေတကယ်ဖြစ်ပြီးပြန်နေတာပါဒီတတ်တဲ့ဘောလေးမှာငါဒီသူတွေပုဂ္ဂိုလ်တ attva တွေပါဝင်နေခြင်းမရှိပါဘူးအတ္တမဟုတ်တဲ့အနတ္တသဘောအနေနဲ့သာလေပေါ်ပြီးပြောင်းနေတာဖြစ်ပြီးပြန်နေတာပါတနေရာထဲမှာဖြစ်တဲ့သဘောလေးတစ်ခုတည်းကိုပဲစူးစိုက်မှတ်ထားပါဘူးခါတိကနေခြေပြားအထိဘယ်နေရာမှာဖြစ်တဲ့ဘယ်သဘောအပေါ်မှာမဆိုပွေးလို့ညမှာပြောယူစီဖွဲ့စီတတ်တဲ့ပေါင်းပေါ်ပေါင်းပြန်တဲ့သဘောလေးတတ်အနေနဲ့တတိပြောင်းထားနိုင်ရပါတယ်စောင့်ကြည့်တတ်ရပါတယ်ပုံတံတွေစိတ်သုံးတဲ့သဘောအမြင်နဲ့အကဲခတ်တတ်ရပါတယ်ပုံတံတွေစိတ်သုံးတဲ့ပုံတံအမြင်တွေစိတ်သုံးတဲ့သဘောအမြင်နဲ့စောင့်ကြည့်တတ်ရပါတယ်ပုံတံတစ်ခုခုအနေနဲ့တနေရာမှာပုံတံတစ်ခုခုအနေနဲ့မြင်အောင်နေမယ်ဆိုရင်အဲ့ဒီနေရာမှာဖြစ်တဲ့ရုပ်အပေါ်မှာသဘောအနေနဲ့မြင်အောင်မကြည့်တတ်သေးလို့ပါသဘောအနေနဲ့ဒါမြင်အောင်ကြည့်တတ်သွားပြီဆိုရင်ပုံတံအမြင်ပြောက်သွားမှာပါပုံတံအမြင်မပြောက်သေးဘူးဆိုရင်သဘောအနေနဲ့မမြင်သေးလို့ပါဒါတချို့ယောဂီတွေကခဏတတိကတဲ့ခါမှာသဘောအနေနဲ့မြင်သွားရင်ပုံတံအမြင်ကြီးပျောက်သွားတတ်ပါတယ်ဒါကိုပဲတချို့ယောဂီတွေကခန္ဓာပျောက်တယ်လို့ပြောတာပါတကယ်တော့ရှိနေတဲ့ခန္ဓာကိုယ်ကြီးပျောက်သွားတာမဟုတ်ပါဘူးငါကိုယ်ကလေးကပုံတံအနေနဲ့မြင်ရောင်နေတဲ့အမြင်ပျောက်သွားတာပါသဘောအနေနဲ့မြင်ရောင်ကြည့်တယ်လို့ပုံတံအမြင်ပျောက်သွားတာပါပြန်ပြီးပြောမယ်ဆိုရင်ပုံတံအမြင်မပြောက်သေးဘူးဆိုတာသဘောအနေနဲ့မမြင်သေးလို့ပါပုံတံအမြင်ဆိုတဲ့နေရာမှာအယူကျော်သေးတာကောင်းကားချိန်လဲဆိုတဲ့ပုံတံတွေတင်မကပဲအသေးဆုံးအမုံလေးအရေးလေးအငွေ့လေးဆိုတဲ့အသိမွေ့ဆုံးပုံတံတွေကိုပါညာအောင်ပါပြောက်တဲ့အထိသဘောအမြင်နဲ့တွေ့အောင်ကြည့်တယ်ရမှာပါအသေးငယ်ဆုံးအသိမွေ့ဆုံးပုံတံမှာစိတ်သုံးစေတဲ့အထိသဘောအမြင်နဲ့တတိပြောင်းထားနိုင်ရမှာပါသဘောအနေနဲ့တတိမထားတတ်သေးလို့ပုံတံတွေမြင်ရောက်နေတာပါအ
သေးဆုံးအမောင်လေးအရင်လေးအငွေ့လေးဆိုတဲ့အသိမွေးဆုံးပုံတံကိုပါစိတ်တုံးစေတဲ့အထိသဘောအမြင်နဲ့တတိပြောင်းထားမှာပါအမြင်ပြောင်းကြည့်ပေးရမှာပါဒီလိုကြည့်တဲ့နေရာမှာစူးစိုက်တဲ့တတိမျိုးမဟုတ်ပဲစောင့်ကြည့်တဲ့တတိမျိုးဖြစ်ဖို့လိုပါတယ်တနေရာထဲမှာဖြစ်တဲ့ရုပ်တစ်ခုကိုပဲသဘောအမြင်နဲ့စူးစိုက်ပြီးကြည့်နေမယ်ဆိုရင်ကျန်တဲ့နေရာတွေမှာဖြစ်တဲ့ကျန်တဲ့ရုပ်တွေအပေါ်မှာသဘောအနေနဲ့မြင်တော့မှာမဟုတ်ပါဘူးတနေရာထဲမှာဖြစ်တဲ့ရုပ်တစ်ခုတည်းကိုပဲအစွဲဖြုတ်နေမယ်ဆိုရင်ကျန်တဲ့နေရာတွေမှာဖြစ်တဲ့တခြားရုပ်တွေပေါ်မှာအစွဲပြုတ်မှာမဟုတ်တော့ပါဘူးအားကြောင့်ခန္ဓာမှာတတိကတဲ့အခါမှာတနေရာထဲမှာဖြစ်တဲ့သဘောတစ်ခုတည်းကိုပဲစူးစိုက်မထားပါဘူးဘယ်နေရာမှာဖြစ်တဲ့ဘယ်ရုပ်အပေါ်မှာမဆိုအသိမွေးဆုံးပုံတံကိုတော့စုသုံးစေတဲ့အထိအသိမွေးဆုံးသဘောဆိုင်တဲ့အမြင်နဲ့တတိထားနိုင်ရပါတယ်ကောက်တဲ့ကနေကြည့်ပြဒီခန္ဓာကိုယ်တစ်ခုလုံးကိုခြုံငုံတဲ့အမြင်နဲ့ဖြန့်ကျက်ပြီးစောင့်ကြည့်တတ်ရပါတယ်။တနေရာထဲမှာဖြစ်တဲ့သဘောတစ်ခုတည်းကိုပဲစူးစိုက်ထားမယ်ဆိုရင်ကျန်တဲ့နေရာတွေမှာပေါ်နေတဲ့တခြားသဘောတွေကိုတတိပြောင်းထားနိုင်တော့မှာမဟုတ်ပါဘူး။အဲဒါကြောင့်လေတနေရာထဲမှာဖြစ်တဲ့သဘောတစ်ခုတည်းကိုပဲစူးစိုက်မထားဖို့လိုပါတယ်။စူးစိုက်မှုလျှော့နိုင်သလားအလိုက်တင်လေးတတိပြောင်းထားတတ်လာမှာပါစူးစိုက်မှုလျှော့နိုင်သလားအလိုက်တင်လေးတဘာဝတိုင်းအစားတူချုပ်ပြောင်းနေတဲ့သဘောတွေအပေါ်မှာပေါ်တဲ့အတိုင်းအလိုက်တင်လေးတတိပြောင်းထားနိုင်လာမှာပါစောင့်ကြည့်နိုင်လာမှာပါအားကြောင့်တရားထုတဲ့ကမှာစူးစိုက်တဲ့တတိထက်စောင့်ကြည့်တဲ့အကဲခတ်တဲ့တတိမျိုးဖြစ်ဖို့အရေးကြီးပါတယ်။တမာတိထူထောင်မှုအတွက်ဆိုရင်တော့စူးစိုက်တဲ့တတိကိုသုံးရပါမယ်။ဝိပဿနာဉာဏ်ဖြစ်ဖို့အတွက်ကကြတော့စောင့်ကြည့်တဲ့တတိကဖို့အဓိကကြပါတယ်။ဘာကြောင့်လဲဆိုရင်တနေရာထဲမှာဖြစ်တဲ့ရုပ်သဘောတစ်ခုတည်းပဲကြည့်နေမယ်ဆိုရင်ကျန်တဲ့နေရာတွေမှာဖြစ်တဲ့ကျန်တဲ့သဘောတွေကိုတွေ့မှာမဟုတ်တော့ပါဘူး။တနေရာထဲမှာဖြစ်တဲ့ရုပ်သဘောတစ်ခုတည်းကိုပဲအစွဲဖြုတ်နေမယ်ဆိုရင်ကျန်တဲ့နေရာတွေမှာဖြစ်တဲ့တခြားရုပ်တွေပေါ်မှာအစွဲပြုတ်မှာမဟုတ်တော့ပါဘူး။အားကြောင့်ခြုံနဲ့အမြင်နဲ့ဖြန့်ကျက်ပြီးတော့ဘယ်နေရာမှာဖြစ်တဲ့ဘယ်ရုပ်အပေါ်မှာမဆိုပေါ်တဲ့အတိုင်းအလိုက်တင်လေးတရဇက်သဘောအမြင်နဲ့တတိပြောင်းထားနိုင်ရမှာပါစိတ်အနေနဲ့ပြောမယ်ဆိုရင်စိတ်ဆိုတာအာရုံကိုတည်တတ်တဲ့သဘာဝလက္ခဏာရှိတဲ့ဓာတ်သဘောလေးပါဘာဖြစ်ဖြစ်စီတတ်တဲ့မျက်စိကြည့်နားကြည့်နှာခေါင်းကြည့်ရှားကြည့်ကိုယ်ကြည့်မနှောကြည့်ဆိုတဲ့အခန်းတစ်ချက်ပါမှမိပြီးတော့ပေါ်နေတဲ့အာယုံကိုတည်တတ်တဲ့သဘာဝလက္ခဏာရှိတဲ့ဓာတ်သဘောလေးပါအာယုံကိုမသိတဲ့စိတ်ဆိုတာမရှိပါဘူးအာယုံကိုတည်တတ်တာမှန်ရင်လည်းအားရသူတွေပုဂ္ဂိုလ်တွေတ attva တွေမဟုတ်တာသိကြပါတယ်အခုလုံးဝမသိဘူးလားဆိုရင်သိနေမှာပါအာယုံကိုတည်တတ်တဲ့သဘာဝလက္ခဏာရှိတဲ့သဘောမှန်ရင်
အားဒီသူတွေပုဂ္ဂိုလ်တ attva တွေမဟုတ်ပါဘူးအတ္တမဟုတ်တဲ့အနတ္တသဘောလေးပါကိုမသိတတ်တာလည်းမဟုတ်ပါဘူးသူများတွေလည်း attva အနတ္တလည်းကိုလိုပဲထပ်တူချွတ်စွတ်သိနေကြတာပါပဲဒါပေမဲ့ငါဒီသူတွေကသိတာမဟုတ်ပဲအာယုံကိုသိတတ်တဲ့သဘာဝလက္ခဏာရှိတဲ့တတ်သဘောလေးပေါ်နေတာပါရုံနေနဲ့ပြောမယ်ဆိုရင်ပွေးလို့ညမပြောယူစီပဲစီတတ်တဲ့ပေါင်းပေါ်ပေါင်းပြတ်တဲ့သဘောလေးဟာကံစေဥဒ္ဓအာဟာရဆိုတဲ့မမြဲတဲ့အကြောင်းတရားတွေအစမပြတ်ပြုပြင်ပေးနေလို့သာဖြစ်ပေါ်လာကြတဲ့အကျိုးသဘောလေးပါယောဂကြတော့လုံးဝမသိတတ်ပဲပေါက်ပြက်ပြက်စီနေတာပါစိတ်ကကြတော့အတိတ်ဘာပြုလုပ်ခဲ့တဲ့သမုဒယအကြောင်းကံအသက်ပတ်ပုံမှုရဲ့ပြစ္ဆုတ်ပံအာယုံအသိနဲ့တော်တာအသိတွေ့ဆုံတဲ့အကြောင်းအသိပြုပြင်မှုရဲ့ကြောင့်ဖြစ်ပေါ်လာကြတဲ့အကျိုးသဘောလေးပါအာယုံကိုသိတတ်တဲ့သဘာဝလက္ခဏာရှိတဲ့သဘောလေးဖြစ်ပေါ်စေဖို့အတွက်ဘယ်ဖန်ဆင်းရှင်ကမှဖန်ဆင်းထားခြင်းမရှိပါဘူးဖန်ဆင်းရှာဖန်ဆင်းထားတာမဟုတ်တယ်လို့သူအလိုလိုဖြစ်လာတယ်မဟုတ်ပါဘူးအတိတ်ဘာပြုလုပ်ခဲ့တဲ့အတိတ်ခန္ဓာမှာမသိမှုနဲ့ညှိတွေ့ခဲ့တဲ့သမုဒယအကြောင်းကံအသက်ပံ့ပိုးမှုရဲ့ပြစ္ဆုတ်ပံအာယုံအသက်နဲ့တော်တာအသက်တွေ့ဆုံးတဲ့အကြောင်းအသက်ပြုပြင်မှုရဲ့အကြောင်းသာလျှင်ဖြစ်ပေါ်လာကြတဲ့အကျိုးသဘောလေးပါငကိုရကြိုးပြီးရှိနေတာမဟုတ်တယ်လို့ဖြစ်ပြီးတော့လည်းလုံးဝမရှိတော့ပါဘူးလက်ခုံးတစ်ဖက်ဒီမှာအတန်မြည်ရတယ်လို့မျိုးပါပဲအတိတ်ကပြုလုပ်ခဲ့တဲ့သမုဒယအကြောင်းကံအသက်ပတ်မှုမှုရဲ့ပြစ္ဆုတ်ပံအာယုံအသက်နဲ့တော်တာအသက်တွေးဆုံတဲ့အကြောင်းအသက်ပြုပြင်မှုရဲ့အကြောင်းသာလျှင်အခုမှမရှိရကနေအသက်ရှိပြီးချုပ်သွားတာအခုမှမဖြစ်ရကနေအသက်ဖြစ်ပြီးပြတ်သွားတာပါကိုကမှဒီဖြစ်စဉ်မဟုတ်ပါဘူးတတဝအနန္တဒီတဘာဝဒီဖြစ်စဉ်တွေကြီးပါပဲအားဒီသူတွေပုဂ္ဂိုလ်တွေတ attva တွေမဟုတ်တဲ့တဘာဝယုံတဲ့သဘောလေးရဲ့အနတ္တဖြစ်စဉ်ပါအတိတ်ကပြုလုပ်ခဲ့တဲ့သမုဒယအကြောင်းကံအသက်ပံ့ပိုးပေးနေသေးလို့ဒါလေရှေ့စိတ်ချုပ်ပြီးနောက်စိတ်အသက်အစားတိုးနေတာပါရှေ့သဘောပြတ်ပြီးနောက်သဘောအသက်ဖြစ်နေတာပါအတိတ်ကအတ္တမှာပံ့ပိုးပြီးတော့ဘူးဆိုရင်ရှေ့စိတ်ချုပ်ပြီးတော့နောက်စိတ်အသက်ဖြစ်မှာမဟုတ်တော့ပါဘူးအတိတ်ကအတ္တမှာပံ့ပိုးပြီးတော့ဘူးဆိုရင်ရှေ့သဘောပြတ်ပြီးတော့နောက်သဘောအသက်အစားမတိုးနိုင်တော့ပါဘူးဒါပဲသိတယ်လို့ပြောတာပါသိခြင်းတရားဆိုတာရှေ့စိတ်နဲ့နောက်စိတ်ကြားမှာပဲရှိတာပါဘာဖြစ်ပျက်စီးတတ်တဲ့အကန့်တစ်ချက်ပါဖြစ်တဲ့ဓာတ်6ပေါက်မှာမိပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်တိုင်းအပေါ်မှာအာယုံကိုသိတတ်တဲ့သဘာဝလက္ခဏာရှိတဲ့သဘောလေးတွေအနေနဲ့အမြင်ပြောင်းကြည့်ပေးဖို့လိုပါတယ်အာယုံကိုမသိတဲ့စိတ်ဆိုတာမရှိပါဘူးအာယုံကိုသိတတ်တဲ့သဘာဝလက္ခဏာရှိတဲ့သဘောလေးကိုစောင့်ကြည့်တဲ့နေရာမှာစူးစိုက်တဲ့တတိမျိုးမဟုတ်ပဲစောင့်ကြည့်တဲ့
အကဲခတ်တဲ့တတိမျိုးဖြစ်ဖို့အရေးကြီးပါတယ်။ဘာကြောင့်လဲဆိုရင်စိတ်ကိုစောင့်ကြည့်နေတာလည်းစိတ်ပါပဲ။သဘောကိုစောင့်ကြည့်နေတာလည်းသဘောပါပဲ။တစ်ဖက်ကပြန်ပြောမယ်ဆိုရင်အာယုံကိုတိတက်တဲ့သဘောလေးကိုစောင့်ကြည့်တဲ့အခါမှာစူးစိုက်တဲ့တတိမဟုတ်ပဲစောင့်ကြည့်တဲ့တတိဖြစ်ဖို့အတွက်စိတ်စိတ်ချင်းသဘောသဘောချင်းစောင့်ကြည့်တဲ့သဘောမျိုးလေးသဘောပြောင်းထားရပါတယ်စိတ်ကငါစောင့်ကြည့်နေတာမျိုးမဟုတ်ရပါဘူးစိတ်ကိုစောင့်ကြည့်တာလည်းစိတ်ပဲသဘောကိုစောင့်ကြည့်တာလည်းသဘောပဲဆိုတဲ့သဘောမျိုးအရှုခံမှတည်းမကပဲအရှုဉဏ်မှာပါဒိဋ္ဌိဖြုတ်ရပါတယ်စိတ်စိတ်ချင်းသဘောသဘောချင်းစောင့်ကြည့်တဲ့သဘောမျိုးလေးသဘောပြောင်းထားနိုင်ရပါမယ်စိတ်စိတ်ချင်းသဘောသဘောချင်းစောင့်ကြည့်တဲ့သဘောမျိုးလေးသဘောပြောင်းထားရင်ပြောင်းထားနိုင်သလားစူးစိုက်တဲ့တတိမျိုးမဟုတ်ပဲစောင့်ကြည့်တဲ့အကဲခတ်တဲ့တတိမျိုးဖြစ်လာမှာပါစိတ်ကအနေနဲ့စောင့်ကြည့်နေလို့သာစူးစိုက်မိနေတာပါဘာနဲ့ဥပမာတူလဲဆိုရင်ရုတ်တရက်လက်သွားတဲ့လျက်စီကိုစူးစိုက်ပြီးကြည့်လို့မရတယ်လို့ပါပဲစစ်မှန်တဲ့ဝိပဿနာဉာဏ်ဖြစ်ဖို့အတွက်ဆိုတာတဘာဝတိုင်းအစားတူချုပ်ပြောင်းနေတဲ့ပရမတ်ယုံတဲ့သဘောလေးတွေကိုပေါ်တဲ့အတိုင်းအလိုက်တဲ့လေးတတိပြောင်းထားနိုင်ရမှာပါတကယ်တမ်းတဘာဝတိုင်းအစားတူချုပ်ပြောင်းနေတဲ့ပရမတ်ယုံတဲ့သဘောလေးတွေဆိုတာကဒီမှာနေဖြစ်ပြီးဒီမှာနေချက်ချင်းပြတ်သွားတာပါဒီမှာနေပေါ်ပြီးဒီမှာနေချက်ချင်းပြောင်းသွားတာပါစူးစိုက်ပြီးကြည့်ဖို့အတွက်အချိန်မရှိပါဘူးစူးစိုက်ပြီးကြည်ရလောက်အောင်အထိတက်တန်မရှိပါဘူးရုပ်အနေနဲ့ပြောမယ်ဆိုရင်ရုပ်သဘောလေးတစ်ခုရဲ့တက်တန်ကမျက်စိတမိတ်ကာလရဲ့ဂရီ9000ကျော်6000ပုံတပုံလောက်ကလေးပဲကြာပါတယ်စိတ်ကားကြတော့စိတ်ကတစ်စိတ်ရဲ့တက်တန်ကမျက်စိတမိတ်ကာလရဲ့ဂရီ3သိန်းပုံတပုံလောက်ကလေးပဲကြာတာပါဒီမှာနေဖြစ်ပြီးဒီမှာနေပြတ်သွားတာဒီမှာနေပေါ်ပြီးဒီမှာနေပြောက်သွားတာပါအခိုက်အတန့်သဘောလေးတွေပါမျက်စိလက်တာထပ်တောင်မှလင်းမြန်ပါတယ်ဒီမှာနေဖြစ်ပြီးဒီမှာနေချက်ချင်းပြတ်သွားတယ်ဒီမှာနေပေါ်ပြီးဒီမှာနေချက်ချင်းပြောက်သွားတဲ့သဘောလေးတွေကိုစူးစိုက်ပြီးကြည့်လို့မရပါဘူးတကယ်တော့တာဝကတွေအနေနဲ့ဒီလိုမျက်စိတစ်ပိတ်မှာဂရီ9000ကျော်6000ညုံဂရီ3သိန်းလောက်အထိမတွေ့နိုင်ဘူးဆိုပေမဲ့ကိုအခုလက်ရှိသိနိုင်တာထက်အစပေါင်းများစွာသိမ့်ပွေးတဲ့သဘောပေါင်းများစွာအမြင်နဲ့ဉာဏ်နဲ့ဖြိုခွဲပြီးကြည့်တတ်ဖို့လိုပါတယ်ဒီမှာနေဖြစ်ပြီးဒီမှာနေပြတ်တဲ့ဒီမှာနေပုံပြီးဒီမှာနေပြောက်တဲ့သဘောတသက်အမြင်နဲ့အကဲခတ်တတ်ရပါတယ်စောင့်ကြည့်တတ်ရပါတယ်စိတ်ကိုစောင့်ကြည့်တဲ့အခါမှာလည်းစူးစိုက်တဲ့တတိမျိုးမဟုတ်ပဲစောင့်ကြည့်တဲ့အကဲခတ်တဲ့တတိဖြစ်ဖို့အတွက်ဆိုတာစိတ်ကအနေနဲ့တတိမထားပဲစိတ်ကိုတတိထားရလဲစိတ်ပဲသဘောကိုတတိထားရလဲသဘောပဲဆိုတဲ့သဘောမျိုးစိတ်စိတ်ချင်းသဘောချင်းစောင့်ကြည့်တဲ့သဘောမျိုးလေးသဘောပြောင်းထားပေးပါအရှုခံမှတည်းမကပဲအရှုဉဏ်မှာပါဒိဋ္ဌိဖြုတ်ရမှာပါအရှုခံမှတည်းမကပဲအရှုဉဏ်မှာပါဒိဋ္ဌိဖြုတ်မှာစိတ်စိတ်ချင်းသဘောချင်းစောင့်ကြည့်တဲ့သဘောမျိုးလေးသဘောပြောင်းထားရင်ပြောင်းထားနိုင်သလားစူးစိုက်မှုရှော့တဲ့ရှော့လာနိုင်ပြီးတော့အလိုက်တက်တဲ့ဝိပဿနာဉာဏ်ဖြစ်တဲ့ဖြစ်နိုင်လာပါလိမ့်မယ်တဘာဝတိုင်းအစားတိုးပြီးချုပ်ပြောင်းနေတဲ့သဘောတွေအပေါ်မှာပေါ်တဲ့အတိုင်းအလိုက်တက်လေတတိပြောင်းထားလာနိုင်ပါလိမ့်မယ်များသောအားဖြင့်ယောဂီတွေကတရားအထုတ်တဲ့အခါမှာစိတ်မှန်တဲ့ဝိပဿနာဉာဏ်ဖြစ်ဖို့အတွက်
တဘာဝတိုင်းအစာတို့ချုပ်ပြောင်းနေတဲ့ရုပ်နဲ့စိတ်တွေအပေါ်မှာပေါ်တဲ့အတိုင်းအလိုက်တဲ့လေတတိပြောင်းထားရကောင်းမယ်မတိကြတာများပါတယ်တနည်းအားဖြင့်ဖြစ်တဲ့သဘောတစ်ခုတည်းကိုပဲစူးစိုက်နေမိတတ်ပါတယ်စိတ်ဆိုရင်လည်းဥမာနားကြီးမှပြီးဖြစ်တဲ့ကြားစိတ်တစ်ခုတည်းကိုပဲစူးစိုက်မထားပါဘူးမနှောကြီးမှပြီးပေါ်တဲ့သိစိတ်တစ်ခုတည်းကိုပဲစူးစိုက်မထားပါဘူးဒါရချပါလို့မှပြီးဖြစ်သမျှစိတ်တိုင်းအပေါ်မှာသဘောလေးအမြင်နဲ့တတိပြောင်းထားနိုင်ရမှာပါအခက်တခြားမှဖြစ်တဲ့ဒါရချပါလို့မှပြီးပေါ်လာသမျှစိတ်တိုင်းအပေါ်မှာအာယုံကိုတိတက်တဲ့သဘောလက္ခဏာရှိတဲ့သဘောလေးအနေနဲ့တတိပြောင်းထားနိုင်ရမှာပါအမြင်ပြောင်းကြည့်ပေးရမှာပါစူးစိုက်မှုလျှော့နိုင်တယ်လို့အလိုက်တင်တည်တဲ့ဘောရဲ့အတိုင်းအလိုက်တင်လေးစောင့်ကြည့်တဲ့တတိဖြစ်လာမှာပါစိတ်ကိုစောင့်ကြည့်တဲ့အခါမှာစူးစိုက်တဲ့တတိမဟုတ်ပဲစောင့်ကြည့်တဲ့တတိဖြစ်ဖို့အတွက်စိတ်ချင်းသဘောချင်းစောင့်ကြည့်တဲ့သဘောမျိုးလေးသဘောပြောင်းထားပေးဖို့အရေးကြီးပါတယ်စိတ်ကအနေနဲ့စောင့်ကြည့်နေတာမဟုတ်ပဲစိတ်ကိုစောင့်ကြည့်ရလဲစိတ်ပဲသဘောကိုစောင့်ကြည့်ရလဲသဘောပဲဆိုတဲ့သဘောမျိုးသဘောပြောင်းထားနိုင်ရပါတယ်စိတ်ချင်းသဘောချင်းစောင့်ကြည့်တဲ့သဘောမျိုးလေးသဘောပြောင်းထားနိုင်တယ်လို့တဘာဝတိုင်းအစားတူချုပ်ပြောင်းနေတဲ့သဘောလေးတွေအပေါ်မှာပေါ်တဲ့အတိုင်းအလိုက်တင်လေးစောင့်ကြည့်တတ်လာမှာပါစိတ်ကကြတော့တစ်ချိန်မှတစ်စိတ်ပဲအစားတူပြီးချုပ်ပြောင်းနေတာပါအသိနှစ်ခုစိတ်နှစ်ခုပြပြရောထုံးစံမရှိပါဘူးနားကြီးမှမိမိကြားစိတ်ဖြစ်နေတဲ့အချိန်မှာကျန်တဲ့အချိန်မှာမိမိကျန်တဲ့စိတ်တွေမဖြစ်နိုင်ပါဘူးမနှောကြီးမှမိမိသိစိတ်ပေါ်နေတဲ့အချိန်မှာကျန်တဲ့အချိန်မှာမိမိကျန်တဲ့စိတ်တွေမပေါ်နိုင်ပါဘူးဒါရတစ်ခုမှမိမိစိတ်တစ်ခုဖြစ်နေတဲ့အချိန်မှာကျန်တဲ့အကြည့်တက်တွေမှာမိပြီးတော့တခြားစိတ်တွေမိပြီးမဖြစ်နေနိုင်ပါဘူးအတိတ်တစ်ခုစိတ်တစ်ခုပေါင်းပြန်သဘောခန္ဓာနှစ်ခုပြိုင်ဖြစ်ရုံထုံးစံမရှိပါဘူးနောက်စိတ်ဖြစ်ကြတာရှေ့စိတ်ပြတ်ပြီးသွားပါပြီနောက်စိတ်ဖြစ်တဲ့ဆိုရရှေ့စိတ်မရှိတော့လို့ဒါနောက်စိတ်ဖြစ်ခွင့်ရှိတာပါရှေ့တိမရှိတော့လို့ဒါနောက်အတိပေါ်ခွင့်ရှိတာပါနောက်စိတ်အတိတ်အစားထိုးတာကိုပေါ်တဲ့အတိုင်းလိုက်တဲ့တတိပြောင်းထားခြင်းအဖြစ်ရှေ့စိတ်တွေမရှိတော့တာရှေ့စိတ်တွေပြတ်သွားတာကိုဆုံးဖြတ်ချက်ချနိုင်ရမှာပါဖြစ်တဲ့များစိတ်တိုင်းပေါ်မှာပေါ်တဲ့အတိုင်းအလိုက်တဲ့စက်တတိပြောင်းထားနိုင်ဖို့အတွက်ဆိုတာစူးစိုက်မှုကိုရှော့တဲ့ရှော့ဖို့အရေးကြီးပါတယ်စူးစိုက်မှုမရှော့ဘူးဆိုရင်တဘာဝတိုင်းအစားထိုးလာတဲ့စိတ်တွေအပေါ်မှာ
ပေါ်တဲ့အတိုင်းအလိုက်တင်လေးတတိပြောင်းထားနိုင်မှာမဟုတ်ပါဘူးကိုရွေးချယ်ပြီးကြည်နေတဲ့စိတ်တစ်ခုတည်းကိုပဲတတိထားမနေရပါဘူးဥမာပြောမယ်ဆိုရင်နားကျင်မှဖြစ်တဲ့ကြားစိတ်တစ်ခုတည်းကိုပဲရွေးချယ်ပြီးကြည်နေမယ်ဆိုရင်ကျန်တဲ့အကြည့်တက်တွေမှာဖြစ်နေတဲ့တခြားစိတ်တွေအပေါ်မှာတတိပြောင်းမထားနိုင်တော့ပါဘူးနားကျင်မှပြောတဲ့ကြားစိတ်တစ်ခုတည်းကိုပဲအစွဲဖြုံနေမယ်ဆိုရင်ကျန်တဲ့အကြည့်တက်တွေမှာဖြစ်တဲ့တခြားစိတ်တွေကိုအစွဲမဖြုံနိုင်တော့ပါဘူးဒီလည်းကြတော့ကြားတဲ့စိတ်ကိုစောင့်ကြည့်ရင်စောင့်ကြည့်တဲ့စိတ်ဖြစ်နေပါပြီစိတ်ကိုရှာရင်ရှာတဲ့စိတ်ပေါ်နေပါတယ်တွေ့မှန်ကိုသိရင်သိတဲ့စိတ်ဖြစ်နေပါတယ်မြင်မှန်ကိုသိရင်သိတဲ့စိတ်ဖြစ်နေပါတယ်ကြားမှန်ကိုသိရင်သိတဲ့သဘောပေါ်နေပါပြီသိနေရတဲ့ကြားစိတ်မရှိတော့ပါဘူးစောင့်ကြည့်တဲ့စိတ်ဖြစ်မှန်ကိုသိရင်လည်းသိတဲ့စိတ်ဖြစ်နေပါပြီစောင့်ကြည့်တဲ့စိတ်မရှိတော့ပါဘူးနောက်စိတ်ဖြစ်တဲ့ဆိုရရှိစိတ်ကငကိုရပြတ်ပြီးသွားပါပြီနောက်တော့ပေါ်တဲ့ဆိုရရှိတဲ့ဘောကငကိုရချုပ်ပြီးသွားပါပြီရှိစိတ်မရှိတော့မှသာနောက်စိတ်ဖြစ်ခွင့်ရှိတာပါရှိတဲ့ဘောမရှိတော့မှသာနောက်တဲ့ဘောပေါ်ခွင့်ရှိတာပါတော်ဘာတိုင်းအစားတူပြီးချုပ်ပြောင်းလာနေတဲ့စိတ်တွေပေါ်မှာပေါ်တဲ့အတိုင်းလိုက်တဲ့လေးတဲ့ဆက်တတိပြောင်းထားရင်ပြောင်းထားလာနိုင်တယ်လို့ရှိစိတ်တွေမရှိတော့မှရှိစိတ်တွေပြတ်မှန်းတဲ့ဆက်ဆုံးဖြတ်ချက်ချနိုင်လာပါလိမ့်မယ်ဒီနေရာမှာတချို့ယောဂီတွေကဖြစ်တဲ့စိတ်တွေပြတ်သွားမှန်းဆုံးဖြတ်ချက်မချနိုင်သေးဘူးဆိုတာတော်ဘာတိုင်းအစားတူပြီးချုပ်ပြောင်းနေတဲ့စိတ်တွေပေါ်မှာပေါ်တဲ့အတိုင်းအလိုက်တင်လေးတဲ့ဆက်တတိပြောင်းမထားနိုင်သေးလို့ပါတော်ဘာတိုင်းအစားတူပြီးချုပ်ပြောင်းနေတဲ့စိတ်တွေအပေါ်မှာပေါ်တဲ့အတိုင်းအလိုက်တင်လေးတဲ့ဆက်တတိပြောင်းထားတတ်မယ်ဆိုရင်နောက်စိတ်တွေဖြစ်တဲ့ဆိုရရှေ့စိတ်တွေမရှိတော့မှနောက်တော့ပေါ်ရဲဆိုကြတဲ့ကခြေတော်တွေပြတ်သွားမယ်အလိုက်တင်လေးတဲ့ဆက်ဆုံးဖြတ်ချက်ချနိုင်လာပါလိမ့်မယ်ဒီလိုတဘာဝအတိုင်းအစားတူပြီးချုပ်ပြောင်းနေတဲ့စိတ်အစစ်ကိုပေါ်တဲ့အတိုင်းအလိုက်တင်နေတတိပြောင်းထားနိုင်မှုအတွက်ဆိုတာစူးစိုက်မှုကိုရှော့တဲ့ရှော့ဖို့အရေးကြီးပါတယ်။တူတရားအနေနဲ့ငါအနေနဲ့စူးစိုက်ပြီးကြည့်နေတာမျိုးမဟုတ်ပဲစိတ်ကိုစောင့်ကြည့်တာလည်းစိတ်ပဲသဘောကိုစောင့်ကြည့်တာလည်းသဘောပဲဆိုတဲ့သဘောမျိုးစိတ်ချင်းသဘောချင်းစောင့်ကြည့်တဲ့သဘောမျိုးလေးသဘောပြောင်းထားနိုင်ရပါတယ်။ဒါတကူမှဖြစ်တဲ့စိတ်တစ်ခုတည်းကိုပဲရွေးချယ်ပြီးအပြတ်ရှုနေရမှာမဟုတ်ပါဘူး။နောက်တော့မှဖြစ်တဲ့ကြားစိတ်တစ်ခုတည်းကိုပဲရွေးချယ်ပြီးအပြတ်ရှုနေမယ်ဆိုရင်ကျန်တဲ့ဓာတ်တွေမှဖြစ်နေတဲ့တခြားစိတ်တွေအပေါ်မှာဖြစ်ပြီးပြတ်မယ်သိနိုင်မှာမဟုတ်တော့ပါဘူး။အဲကြောင့်ကိုယ့်ရဲ့အတ္တနဲ့တဏှာမှာဖြစ်တဲ့စိတ်တစ်ခုတည်းကိုပဲရွေးချယ်ပြီးကြည်တာမျိုးမဖြစ်ရပါဘူး။ဒါကြောင့်ဘာလို့မှဖြစ်လာသမျှစိတ်တိုင်းအပေါ်မှာပေါ်တဲ့အတိုင်းလိုက်တဲ့ဆက်တတိပြောင်းထားနိုင်ရမှာပါဒီလိုတဘာဝတိုင်းအစားတပြီးချုပ်ပြောင်းနေတဲ့စိတ်တွေအပေါ်မှာပေါ်တဲ့အတိုင်းအလိုက်တဲ့တတိပြောင်းထားနိုင်ဖို့အတွက်ဆိုတာစူးစိုက်မှုကိုရှော့တဲ့ရှော့ဖို့အရေးကြီးပါတယ်နောက်တစ်ချက်ကကြတော့ဒီသဘောတွေကိုဖြစ်စေတဲ့ဒီစိတ်တွေကိုပေါ်စေတဲ့အတိတ်ကပြုလုပ်ခဲ့တဲ့သမုဒယအကြောင်းကံနဲ့သိသိပြီးကြည့်တတ်ဖို့လည်းလိုအပ်ပါတယ်အကြောင်းအနေသိစေတဲ့အကျိုးအမြင်နဲ့စောင့်ကြည့်တတ်ရပါမယ်
ဒီနေရာမှာအတိတ်ဆိုတဲ့နေရာမှာအတိတ်ဘဝကိုအဓိကရည်ညွှန်းတာပါမြတ်စွာဘုရားရှင်ကပရိစ္ဆေသမုပ္ပါဒ်တရားတော်မှာဟောတော်မူတဲ့အတိတ်ဆိုတာအတိတ်ဘဝကိုရည်ညွှန်းတော်မူတာပါဘာကြောင့်လဲဆိုရင်ဒီဘဝကိုဖြစ်စေတဲ့အကြောင်းအစစ်ကိုညွှန်ပြခြင်းတော်မူတာပါတဏှာလေခြင်းနဲ့ပြည့်ခြင်းအစစ်ကိုသိစေခြင်းတော်မူတာပါအဲ့ဒီအတွက်ကြောင့်ပရိစ္ဆေသမုပ္ပါဒ်အကြောင်းကျိုးရှုတော်ဘက်ကနေသဘာဝရုပ်နဲ့သဘောခန္ဓာကိုစောင့်ကြည့်တဲ့အခါမှာအတိတ်ဘဝပြုလုပ်ခဲ့တဲ့အတိတ်ခန္ဓာမှာမသိမှုနဲ့ညှိတွယ်ခဲ့တဲ့သမုဒယအကြောင်းကံနဲ့သိသိပြီးအကျိုးအမြင်နဲ့ကြည့်တတ်ရပါတယ်ဒီလိုအကြောင်းအနေသိသိတဲ့အကျိုးအမြင်နဲ့ကြည့်တဲ့အခါမှာလေဘဝတစ်ခုရဲ့ပထမဦးဆုံးစတင်ဖြစ်ပေါ်လာတဲ့ပဋိသန္ဓေအခါကနေစပြီးတော့သုတိစိတ်ကြတဲ့အထိအကြောင်းအနေသိသိတဲ့အကျိုးအမြင်နဲ့ကြည့်တတ်ရမှာပါဥပမာပြောရမယ်ဆိုရင်ရေကန်ကြီးတစ်ခုလို့ပြောရင်မယ်ရေကန်ကြီးတစ်ခုလုံးကိုဖြစ်ပေါ်စေဖို့အတွက်အရင်ဦးဆုံးရေမုံလေးတစ်ခုကနေစတင်ရပါတယ်ဒါကပြန်ပြောမယ်ဆိုရင်ရေမုံလေးတစ်ခုကနေစတင်ပြီးရေမုံပေါင်းများစွာပေါင်းစည်းထားတာကိုပဲရေကန်ကြီးတစ်ခုလို့ပြောတာပါအဲ့လိုပဲရုပ်ကိုစောင့်ကြည့်တဲ့အခါမှာရုပ်ခန္ဓာကြီးလို့ပြောပေမဲ့တကယ်တမ်းကျတော့အသိမွေ့ဆုံးအသိငယ်ဆုံးတော့ရုပ်သဘောလေးတစ်ခုကနေစတင်လာတာပါရုပ်သဘောပေါင်းများစွာပေါင်းစည်းလိုက်တဲ့အတွက်ကြောင့်ဒါလေရုပ်ခန္ဓာကြီးတစ်ခုလို့ထင်ရသွားတာပါတကယ်တော့ရုပ်ခန္ဓာကြီးတစ်ခုလုံးလို့ထင်ရလာအောင်စတင်ဖြစ်ပေါ်လာတဲ့အသိငယ်ဆုံးတော့ရုပ်သဘောလေးကိုယ်၌ကအကြောင်းကြောင့်ဖြစ်ရတဲ့အကျိုးသဘောပါအတိတ်ကနာမှာမသိမှုနဲ့ညှိတွယ်ခဲ့တဲ့သမုဒယအကြောင်းကံအသက်ပတ်ဖို့လိုက်တဲ့အတွက်ကြောင့်ဒါလေးဖြစ်ပေါ်လာရတဲ့အကျိုးသဘောလေးပါဘဝတစ်ခုရဲ့အစဆုံးဖြစ်တဲ့ပဋိသန္ဓေကိုယ်၌ကအကြောင်းကြောင့်ဖြစ်ရတဲ့အကျိုးတရားပါအားဒီသူတွေပုဂ္ဂိုလ်တွေတ attva တွေအနေနဲ့စတင်ဖြစ်ပေါ်လာတာမဟုတ်ပါဘူးအကြောင်းကြောင့်ဖြစ်ရတဲ့အကျိုးအနေနဲ့ဒါလေးစတင်ဖြစ်ပေါ်လာတာပါသမုဒယအကြောင်းကြောင့်ဖြစ်ရတဲ့ဒုက္ခအကျိုးပါအကြောင်းကြောင့်ဖြစ်ရတဲ့အကျိုးအနေနဲ့ဒါနဲ့စတင်ဖြစ်ပေါ်လာတာပါပြီးရင်ဒီမှာနေဖြစ်ပြီးဒီမှာနေပြတ်ပါတယ်အကြောင်းအသစ်တွေအဆက်မပြတ်ပတ်ဖို့ပေးနေတဲ့အတွက်ကြောင့်ဒါလေအကျိုးအသစ်တွေစက္ကထပ်ထပ်ပြီးဖြစ်ပေါ်လာတာပါအကြောင်းပေါင်းများစွာပြုပြင်နေတဲ့အတွက်ကြောင့်အကျိုးပေါင်းများစွာအစားထိုးပြီးကျိုးပြောင်းနေတာပါအကြောင်းရုပ်အနေနဲ့ပြောရမယ်ဆိုရင်ရုပ်ကိုစီစောင့်ကြည့်တဲ့အခါမှာသဘောအမြင်နဲ့သတိထားတဲ့နေရာမှာကံရင်ပြင်းနဲ့ဥပမာပေးတယ်လို့ပဲကံရင်ပြင်းကြီးတစ်ခုလို့ပြောရပေးမယ်တကယ်တမ်းကျတော့ဒီကံရင်ပြင်းကြီးဖြစ်ပေါ်လာဖို့အတွက်အသိငယ်ဆုံးသောရေမုံလေးတစ်ခုကနေစတင်ရတာပါဒီအမြင်နဲ့သာကြည့်တတ်မယ်ဆိုရင်ဘယ်တော့ပဲကံရင်ပြင်းကြီးကကြီးကျယ်ပါတယ်ပြောအသိငယ်ဆုံးသောရေမုံပေါင်းများစွာနဲ့ဖွဲ့စည်းထားတယ်ဆိုတဲ့အမြင်မျိုးနဲ့ကြည့်တတ်သွားပါတယ်အဲ့လိုရုပ်ကိုကြည့်တဲ့အခါမှာလေရုပ်ကိုစောင့်ကြည့်တဲ့အခါမှာလေဘယ်တော့ပဲခန္ဓာကိုယ်ကြီးအနေနဲ့ပုံတန်နည်းအနေနဲ့မြင်နေပါစေတကယ်တမ်းကျတော့အသိငယ်ဆုံးသော
ဘောလေးတစ်ခုကနေစတင်ဖြစ်ပေါ်လာတာပါအသိမွေ့ဆုံးသောသဘောလေးတစ်ခုကနေစတင်ဖြစ်ပေါ်လာတာပါဒီအမြင်နဲ့သာကြည့်တတ်မယ်ဆိုရင်ဘယ်တော့ပဲခန္ဓာကိုယ်ကြီးအနေနဲ့ပုံတဏ္ဍကြီးအနေနဲ့ထင်နေရပါစေတကယ်တမ်းကျတော့သိမွေ့တဲ့သဘောပေါင်းများစွာနဲ့ဖွဲ့စည်းထားတယ်သိမွေ့တဲ့သဘောပေါင်းများစွာပေါင်းစည်းပြီးဖောက်ပြန်ပျက်စီးနေတယ်ဆိုတဲ့အမြင်မျိုးနဲ့ကြည့်ဖို့လွယ်ကူလာပါလိမ့်မယ်အကြောင်းကျိုးအနေနဲ့ပြောမယ်ဆိုရင်လည်းဘဝတစ်ခုရဲ့ပထမဦးဆုံးစတင်ဖြစ်ပေါ်လာတဲ့ပဋိသန္ဓေအခါမှာကတည်းကအားရတူတွေပုဂ္ဂိုလ်တွေတ attva တွေအနေနဲ့ဖြစ်ပေါ်လာတာမဟုတ်ပဲအတိတ်ကပြုလုပ်ခဲ့တဲ့အတိတ်ခန္ဓာမှာမသိမှုနဲ့ညှိတွေ့ခဲ့တဲ့သမှုရအကြောင်းကံအသက်ပတ်ပေါ်လိုက်တဲ့အတွက်ကြောင့်ဒါလေဖြစ်ပေါ်လာကြတဲ့အကျိုးသဘောလေးပါဘဝတစ်ခုရဲ့ပထမဦးဆုံးဖြစ်တဲ့ပဋိသန္ဓေအခါမှာကိုယ်၌ကအကြောင်းပြုပြန်လိုက်လို့ဒါနဲ့ဖြစ်ပေါ်လာရတဲ့အကျိုးသဘောလေးပါပဲဒီအမြင်နဲ့သာကြည့်တတ်မယ်ဆိုရင်ပဋိသန္ဓေအခါကနေသုတိအချိန်အထိဖြစ်ပေါ်လာသမျှယုံနဲ့စိတ်တိုင်းအပေါ်မှာအကြောင်းကြောင့်ဖြစ်ရတဲ့အကျိုးအနေနဲ့သိကြပါဦးအလွယ်တကူကြည့်တတ်လာမှာပါရုံအနေနဲ့ပြောမယ်ဆိုရင်ကံစိတ်ဥဒ္ဓအာဟာရဆိုတဲ့အကြောင်းတရားတွေအစမပြတ်တက္ကပြုပြင်နေတဲ့အတွက်ကြောင့်ဒါလေရှေ့သဘောတွေချုပ်ပြီးနောက်သဘောအသစ်တွေစက္ကဖြစ်ပေါ်နေတာပါမျက်စိတွေမှာခရီး9000ကျော်6000နှုန်းနဲ့တရဆက်အစားတူပြီးချုပ်ပြောင်းနေတာပါအကြောင်းတရားတွေကိုယ်၌ကမမြဲတယ်လို့အကျိုးသဘောတွေကလည်းမမြဲပါဘူးဒီလိုအကြောင်းအနေသိသိတဲ့အကျိုးအမြင်နဲ့ကြည့်တတ်ရင်လေစူးစိုက်မှုကိုလျှော့တက်လျှော့ပြီးတော့ဘောရဲ့အတိုင်းအလိုက်တဲ့တတိပြောင်းထားနိုင်တဲ့တတိဖြစ်လာပါတယ်စူးစိုက်တဲ့တတိမျိုးထက်သဘာဝတိုင်းအစားထိုးချုပ်ပြောင်းနေတဲ့သဘောတွေအပေါ်မှာဘောရဲ့အတိုင်းအလိုက်တဲ့လေးစောင့်ကြည့်တဲ့တတိမျိုးပြောင်းလာပါလိမ့်မယ်စိတ်အနေနဲ့ပြောမယ်ဆိုရင်လည်းစိတ်ပေါ်မှာအာရုံအတိတက်တဲ့သဘာဝလက္ခဏာရှိတဲ့ဓာတ်သဘောလေးအမြင်နဲ့တတိထားတဲ့အခါမှာဘဝတစ်ခုရဲ့အစအဦးဆုံးဖြစ်တဲ့ပဋိသန္ဓေအခါမှာကတည်းကငါစိတ်တူစိတ်အနေနဲ့ဗာစိညာစိတ်တွေအနေနဲ့ဖြစ်ပေါ်လာတာမဟုတ်ပဲအာရုံကိုတိတက်တဲ့သဘာဝလက္ခဏာရှိတဲ့သဘောလေးအနေနဲ့ဒါလည်းစတင်ဖြစ်ပေါ်လာတယ်ဆိုတဲ့အမြင်မျိုးနဲ့ချီတက်ဖို့လိုအပ်ပါတယ်အဲ့တော့မှလည်းပဋိသန္ဓေအခါကနေသူတိစိတ်ကြတဲ့အထီကိုပဲအာရုံကိုတိတက်တဲ့သဘောအနေနဲ့ဒါလည်းတကယ်ဖြစ်ပြီးပြရတယ်ဆိုတဲ့သဘောမျိုးဆုံးဖြတ်ချက်ချနိုင်လာမှာပါဘယ်စိတ်ကိုမှချမ်းသာထားပဲဘဝတစ်ခုရဲ့အစားကနေအဆုံးအထိဖြစ်ပေါ်နေသမျှဘယ်စိတ်အပေါ်မှာမစိုးအာရုံကိုတိတက်တဲ့သဘာဝလက္ခဏာရှိတဲ့သဘောအမြင်နဲ့ဘောရဲ့အတိုင်းအလိုက်တဲ့လေးတတိပြောင်းထားနိုင်ရမှာပါအာရုံကိုမသိတဲ့စိတ်ဆိုတာမရှိပါဘူးနောက်ဆုံးအိပ်ပျော်နေတဲ့အချိန်ဖြစ်တဲ့ဘဝင်စိတ်တောင်မှကံကမ္မနမိတ်ဂတိနမိတ်ဆိုရင်အာယုန်တွေတရားတစ်ခုကိုသိတတ်တဲ့သဘောလေးပါတခြားအာယုန်တွေကိုတော့မသိနိုင်တာပါသူနဲ့သက်ဆိုင်ရာအာယုန်ကိုတော့သိတာပါပဲအာယုန်ကိုသိတတ်တဲ့သဘာဝလက္ခဏာရှိတဲ့သဘောမှန်ရင်အာရီသူတွေပုဂ္ဂိုလ်တွေတ attva တွေမဟုတ်တာသိကြပါတယ်စိတ်ကိုစောင့်ကြည့်တဲ့အခါမှာစူးစိုက်တဲ့တတိမျိုးမဟုတ်ပဲစောင့်ကြည့်တဲ့တတိဖြစ်ဖို့အတွက်စိတ်ချင်းသဘောချင်းစောင့်ကြည့်ရဲဆိုတဲ့သဘောမျိုးလေးသဘောပြောင်းထားနိုင်ရတယ်လို့ပဲနောက်တစ်ချက်ကကြတော့
ဒီစိတ်ကိုဖြစ်ပေါ်စေတဲ့ဒီစိတ်ကိုမွေးဖွားပေးတဲ့အတိတ်ကအကြောင်းကနေသိသိပြီးအကျိုးအမြင်နဲ့ကြည့်တတ်ရပါတယ်ဒီလိုအကြောင်းကနေသိသိတဲ့အကျိုးအမြင်နဲ့ကြည့်တဲ့နေရာမှာဘဝတစ်ခုရဲ့ပထမဦးဆုံးဖြစ်တဲ့ပဋိသန္ဓေအခါကတည်းကငါစိတ်သူစိတ်အနေနဲ့ငါတွေသူတွေအနေနဲ့ဖြစ်ပေါ်လာတာမဟုတ်ပဲအတိတ်ခန္ဓာမှာညှိတွေ့ခဲ့တဲ့အေဝါကဖြစ်ခဲ့တဲ့အတိတ်ခန္ဓာမှာညှိတွေ့ခဲ့တဲ့သမုဒယအကြောင်းကံအသက်ပတ်မှုကြောင့်ဒါလည်းဖြစ်ပေါ်လာကြတဲ့အကျိုးသဘောအသက်အနေနဲ့သတိထားနိုင်ရပါတယ်။ကံရည်ပြင်းတဲ့ဥပမာပေးမယ်ဆိုရင်လည်းဘလောက်ပဲကံရည်ပြင်းကြီးရာကြီးမှာကျေပြန့်နေပြောဒီလိုကံရည်ပြင်းကြီးဖြစ်ပေါ်ဖို့အတွက်အသိငယ်ဆုံးရေမုံလေးတစ်ခုကနေစတင်လာတာပါ။အဲ့လိုပဲဘဝတစ်ခုမှာစိတ်ပေါင်းများစွာဘလောက်ပဲဖြစ်နေရတယ်ဖြစ်ပေါ်ခဲ့တယ်ပြောတကယ်တော့ဘဝတစ်ခုရဲ့ပထမဦးဆုံးဖြစ်တဲ့ပဋိသန္ဓေအခါကတည်းကငါစိတ်သူစိတ်တွေအနေနဲ့ဖြစ်လာတာမဟုတ်ပါဘူးအတိတ်ကပြုလုပ်ခဲ့တဲ့အတိတ်ခန္ဓာမှာမသိမှုနဲ့ညှိတွယ်ခဲ့တဲ့သမုဒယအကြောင်းကံအသက်ပတ်မှုလာတဲ့အတွက်ကြောင့်ဒါလည်းဖြစ်ပေါ်လာရတဲ့အကျိုးသဘောလေးတတ်ပါပဲအကြောင်းကြောင့်သာဖြစ်ရတဲ့အကျိုးတရားပါပဲငါပိုင်းငါဆိုင်လို့မရပါဘူးငါစိတ်သူစိတ်မဟုတ်ပါဘူးဘဝတစ်ခုရဲ့ပထမဦးဆုံးဖြစ်တဲ့ပဋိသန္ဓေအခါမှာကတည်းကအကြောင်းကြောင့်ဖြစ်ရတဲ့အကျိုးအမြင်နဲ့ခံယူချက်နဲ့သဘောထားလေးပြောင်းပေးဖို့လိုပါတယ်အဲ့တော့မှဘဝတစ်ခုလုံးမှာဖြစ်ပေါ်တဲ့များစိတ်တိုင်းကိုဘယ်စိတ်ကိုမှချမ်းမထားပဲတဘာဝအတိုင်းအစားတို့ချုပ်ပြောင်းနေတဲ့စိတ်တိုင်းအပေါ်မှာပေါ်တဲ့အတိုင်းလိုက်တဲ့လေတတိပြောင်းထားလာနိုင်မှာပါအကြောင်းအနေသိစီတဲ့အကျိုးအမြင်နဲ့တရဇက်ဆောင်ကြည့်တတ်လာမှာပါတကယ်လို့များအတိတ်ခန္ဓာမှာညှိတွေ့ခဲ့တဲ့သမုဒယအကြောင်းကံတွေရောအဲ့ဒီအတိတ်မှာတည်းအမြင့်ပြအောင်ပယ်တတ်နိုင်ခဲ့မယ်ဆိုရင်အခုလက်ရှိဖြစ်ပေါ်နေတဲ့ပရမတ်ယုံတဲ့သဘောတွေဘာမှရှိလာမှာမဟုတ်ပါဘူးအခုလက်ရှိအချိန်မှာငါတို့တင်ပြီးညှိတွေ့နေရတဲ့ပရမတ်ယုံတဲ့သဘောခန္ဓာလေးတွေအစားထိုးချုပ်ပြောင်းနေတယ်ဆိုတာအတိတ်ကပြုလုပ်ခဲ့တဲ့အတိတ်ခန္ဓာမှာမသိမှုနဲ့ညှိတွေ့ခဲ့တဲ့သမုဒယအကြောင်းကံတွေအဆက်မပြတ်ပံ့ပိုးပေးနေသေးလို့ပါဒီလိုအကြောင်းအနေသိစီတဲ့အကျိုးမြင်နဲ့ကြည့်တဲ့အခါမှာအခုလက်ရှိဖြစ်ပေါ်နေတဲ့သဘောတွေကိုအကြောင်းအနေသိစီတဲ့အကျိုးအမြင်နဲ့ဘယ်စိတ်ကိုမှပဲသဘောမှချမ်းသာထားပဲကြည့်နိုင်ဖို့အတွက်ဆိုတာဒီဘဝမှာပထမဦးဆုံးဖြစ်တဲ့ပဋိသန္ဓေအခါကတည်းကအကြောင်းကြောင့်ဖြစ်ရတဲ့အကျိုးအမြင်နဲ့ခံယူချက်နဲ့သဘောထားလေးပြောင်းပေးဖို့လိုအပ်ပါတယ်အဲ့တော့မှဒါလည်းကံရည်ပြင်းကြီးဘလောက်ပဲကြီးအသိငယ်ဆုံးရေမုံကနေစတင်နေဆိုတဲ့အမြင်နဲ့ကြည့်တတ်မှသာလေရေမုံပေါင်းများစွာနဲ့ဖွဲ့စည်းထားတယ်ဆိုတာမျိုးသိလာမှာပါအဲ့ဒီဥပမာလိုမျိုးပဲဘဝတစ်ခုလုံးမှာဘလောက်များတဲ့စိတ်တွေဖြစ်နေရတယ်ပြောဘဝတစ်ခုရဲ့ပထမဦးဆုံးဖြစ်တဲ့ပဋိသန္ဓေအခါမှာကတည်းကသမုဒယအကြောင်းကံအသက်ပံ့ပိုးလိုက်လို့ဖြစ်ပေါ်လာရတဲ့အကျိုးသဘောအနေနဲ့ခံယူချက်နဲ့သဘောထားလေးပြောင်းပေးဖို့လိုအပ်ပါတယ်အဲ့တော့မှလည်းဝါတစ်ခုလုံးမှာဖြစ်သည်များစိတ်တိုင်းအပေါ်မှာဘယ်စိတ်ကိုမှချမ်းမထားပဲအကြောင်းကြောင့်ဖြစ်ရတဲ့အကျိုးအနေနဲ့သိသိပြီးကြည်တက်လာမှာပါဘယ်စိတ်ဘယ်တော့မှမဖြစ်တယ်ဘယ်စိတ်မဆိုးအကြောင်းကြောင့်ဖြစ်ရတဲ့အကျိုးအနေနဲ့ဒါလည်းဖြစ်ပြီးပြရတယ်ပေါ်ပြီးပြောင်းရတယ်ဆိုတဲ့အမြင်မျိုးနဲ့အလွယ်တကူသတိထားနိုင်လာမှာပါတကယ်အဲ့ဒီလို
စိတ်ကိုတွေ့အောင်စောင့်ကြည့်တဲ့တတိနဲ့မရှိမပြတ်မဲ့တည်တဲ့အသည့်တွေကိုနိုင်ကလည်းငါတတိငါအသည့်အနေနဲ့အတီးယူလို့မရပါဘူးဒီတတိနဲ့အသည့်တွေကိုနိုင်ကအတိတ်ကအသက်ပတ်ဖို့ပေးနေသေးလို့ဒါလည်းအစားထိုးဝင်ရှိနေသေးတာပါအတိတ်ကအသက်ပတ်ဖို့ပေးနေသေးလို့ဒါလည်းတော်ဘာတိုင်းအစားထိုးချုပ်ပြောင်းနေတဲ့စိတ်တွေကိုစောင့်ကြည့်တဲ့တတိနဲ့မရှိမပြတ်မဲ့တည်တဲ့အသည့်တွေဖြစ်ခွင့်ရနေသေးတာပါအတိတ်ကအသက်တာမပတ်ဖို့ပေးတော့ဘူးဆိုရင်ဒီလိုစောင့်ကြည့်တဲ့တတိနဲ့မရှိမပြတ်မဲ့တည်တဲ့အသည့်တွေလည်းဖြစ်ခွင့်ရှိမှာမဟုတ်တော့ပါဘူးဒီလိုအရှုကမှတည်းမကပဲအရှုဉဏ်အပေါ်မှာပါငါတတိငါအသည့်အနေနဲ့မယူပဲသဘောအမြင်နဲ့အမြင်ပြောင်းပေးတတ်ရတယ်လို့ဒီတတိနဲ့အသည့်ကိုယ်၌ကအတိတ်ကအသက်ပတ်မှုပေးနေသေးလို့ဒါလျင်အစားထိုးပင်ရှိနေသေးတာဆိုတဲ့သဘောမျိုးအကြောင်းကနေသိစီတဲ့အကျိုးအမြင်နဲ့ကြည့်တတ်ဖို့လည်းလိုအပ်ပါတယ်အတိတ်ကအသက်တာမပတ်မှုပေးနိုင်တော့ဘူးဆိုရင်ရှိစိတ်တွေမရှိတာရှိစိတ်တွေပြတ်တာကိုသိဖို့အတွက်စောင့်ကြည့်တဲ့တတိနဲ့မရှိမပြတ်မဲ့သေးတဲ့အသည့်တွေလည်းအစားထိုးခွင့်ရှိမှာမဟုတ်တော့ပါဘူးအရှုခံမှာပါတယ်မကပဲအရှုဉဏ်အပေါ်မှာပါသဘောအမြင်နဲ့တတိထားရုံနဲ့မကပဲအကြောင်းအနေသိစီတဲ့အကျိုးအမြင်နဲ့လည်းကြည့်တတ်ဖို့လိုအပ်ပါတယ်အဲ့လိုကြည့်တဲ့လောက်လေစူးစိုက်မှုကိုရှော့တဲ့ရှော့ပြီးအလိုက်တဲ့လေစောင့်ကြည့်တဲ့တတိဖြစ်နိုင်လာမှာပါတရားတော်တဲ့ကမှာအဓိကပြဿနာကသဘောပါတိုင်းအစားထိုးချုပ်ပြောင်းနေတဲ့သဘောတွေအပေါ်မှာပေါ်တဲ့အတိုင်းအလိုက်တဲ့နေတတိပြောင်းမထားနိုင်ကြတာပါပဲကိုရွေးချယ်တဲ့စိတ်တကူကိုရွေးချယ်တဲ့သဘောတစ်ခုတည်းကိုပဲစူးစိုက်ပြီးကြည့်နေကြတာများပါတယ်အဲ့ဒီအတွက်ကြောင့်လေကျန်တဲ့သဘောတွေကျန်တဲ့စိတ်တွေအပေါ်မှာညံမဖြစ်တော့တာပါနောက်တစ်ခါကျတော့စိတ်ကိုစောင့်ကြည့်တဲ့အခါမှာများသောအားဖြင့်ယောဂီတွေကဘာတန်အောင်ကြားနေလဲပဲအကြောင်းကိုတွေးနေလဲပဲအာယုံကိုသိနေလဲဆိုတဲ့သဘောမျိုးအာယုံကနေတစ်ဆင့်မှာစိတ်ကိုတွေးအောင်ကြည့်နေကြတာများပါတယ်အဲ့လိုအာယုံကနေမှတစ်ဆင့်စိတ်ကိုတွေ့အောင်ကြည်တာတက်ဆိုင်ဒီစိတ်ကိုဖြစ်ပေါ်စေတဲ့ဒီစိတ်ကိုမွေးဖွားပေးတဲ့အဓိကအကြောင်းရင်းဖြစ်တဲ့အတိတ်ဘဝပြုလုပ်ခဲ့တဲ့သမုဒယအကြောင်းကနေသိစေတဲ့အကျိုးအမြင်နဲ့ကြည်တတ်မယ်ဆိုရင်ပေါ်သမျှစိတ်တိုင်းအပေါ်မှာအလိုက်တဲ့ဆက်မလွတ်တဲ့အလိုတကူတတိပြောင်းထားလာနိုင်ပါလိမ့်မယ်အလိုစောင့်ကြည့်တဲ့တတိနဲ့မရှိမပြတ်မဲ့တည်တဲ့အသည့်တွေအပေါ်မှာပါတဲ့ဆက်တတ်မရှိမတတ်ပြတ်မဲ့တဲ့ဆက်တတ်သိနိုင်လာပါလိမ့်မယ်ဒီကနေ့တန်ရာလေးတွေဆိုတာငါတို့တွေပုဂ္ဂိုလ်တွေတ attva တွေကတန်ရာလေးနေတာမဟုတ်ပဲသမုဒယနဲ့ဒုက္ခအကြောင်းအကျိုးတန်ရာလေးနေတာပါရုပ်ကိုယ်ပဲဖြစ်ဖြစ်စိတ်ကိုယ်ပဲဖြစ်ဖြစ်စောင့်ကြည့်တဲ့အခါမှာသဘောအနေနဲ့တွေ့အောင်တတိထားတဲ့နေရာမှာအခုလက်ရှိဖြစ်ပေါ်နေတဲ့သဘောတွေတည်းမကပဲဘဝတစ်ခုရဲ့ပထမဦးဆုံးဖြစ်တဲ့ပဋိသန္ဓေအခါကတည်းကရုပ်ရောစိတ်ရောသဘောအနေနဲ့သာလေအသိမွေ့ဆုံးသဘောအနေနဲ့သာလေစတင်ဖြစ်ပေါ်လာတယ်ဆိုတဲ့အမြင်မျိုးနဲ့စောင့်ကြည့်တတ်ရပါတယ်။ကံရင်
ပြင်းကြီးဘလောက်ပဲကြီးတယ်ပြောပြောအသိငယ်ဆုံးရေမုံလေးတစ်ခုကနေစတင်ရတာပါဒီအမြင်နဲ့သာကြည့်တတ်မယ်ဆိုရင်ဘလောက်ပဲကြီးမှခြေပြန်တဲ့ကံရင်ပြင်းကြီးပြောပြောအသိငယ်ဆုံးတော့ရေမုံများများစွာနဲ့ဖွဲ့စည်းထားတယ်ဆိုတဲ့အမြင်မျိုးဖြစ်သွားတယ်လို့ပဲရုပ်ကိုဖြစ်ဖြစ်စိတ်ကိုပဲဖြစ်ဖြစ်စောင့်ကြည့်တဲ့အခါမှာရုပ်အနေနဲ့ပြောမယ်ဆိုရင်ခန္ဓာကိုယ်ကြီးအနေနဲ့ပုံတံကြီးအနေနဲ့ပြောနေပြီမယ်တကယ်တမ်းကျတော့ဘဝတစ်ခုရဲ့အစအဦးဆုံးဖြစ်တဲ့ပဋိသန္ဓေအခါမှာကတည်းကအသိမွေးဆုံးတော့အသိငယ်ဆုံးတော့သဘောလေးတစ်ခုကနေစတင်ပြီးဖြစ်ပေါ်လာတာပါဒီအမြင်နဲ့သာကြည့်တတ်မယ်ဆိုရင်ခန္ဓာကိုယ်ရဲ့အနေနဲ့ပုံတံကြီးအနေနဲ့ဘလောက်ပဲပြောပြောသိမှုတဲ့သဘောအများစွာနဲ့ဖွဲ့စည်းထားတယ်ဆိုတဲ့အမြင်မျိုးဖြစ်လာပါတယ်ဖွဲ့စည်းထားတယ်လို့သာပြောပြီးမြဲတည်မြဲနေတာတော့မဟုတ်ပါဘူးမျက်စိတွေးမှာကလေး9000ကျော်6000လုံးနဲ့တရဇက်အစာတို့ချိုးပြောင်းနေတာပါကံစရုပ်တို့အားလားဆိုတဲ့အကြောင်းတရားတွေအစမပြတ်ပြုပြင်ပေးနေလို့သာအစမပြတ်အစာထိုးနေပြီမြဲတရဇက်ချိုးပြောင်းနေတာပါအကြောင်းတရားကိုနိုင်ကမမြဲတယ်လို့အကျိုးသဘောတွေကလည်းမမြဲပါဘူးစိတ်အနေနဲ့ပြောမယ်ဆိုရင်စိတ်ဆိုတာအာရုံကိုတည်တတ်တဲ့သဘာဝလက္ခဏာရှိတဲ့ဓာတ်သဘောလေးပါဒီအမြင်နဲ့ပေါ်တဲ့စိတ်ကိုစောင့်ကြည့်တဲ့နေရာမှာအခုလက်ရှိဖြစ်ပေါ်နေတဲ့စိတ်တွေတည်းမကပဲဘဝတစ်ခုရဲ့ပထမဦးဆုံးဖြစ်တဲ့စိတ်ကိုနိုင်ကပဋိသန္ဓေအခါမှာကတည်းကအသိမွေးဆုံးသောအာရုံကိုတည်တတ်တဲ့သဘောအနေနဲ့စတင်ဖြစ်ပေါ်လာတယ်ဆိုတဲ့သဘောမျိုးလေးခံယူချက်နဲ့သဘောထားပြောင်းပေးရပါမယ်ဘဝတစ်ခုရဲ့ပထမဦးဆုံးဖြစ်တဲ့စိတ်ကိုနိုင်ကငါစိတ်သူစိတ်အနေနဲ့ငါတွေသူတွေပုဂ္ဂိုလ်တွေတ attva တွေအနေနဲ့ဖြစ်ပေါ်လာတာမဟုတ်ပါဘူးအာရုံကိုတည်တတ်တဲ့သဘာဝလက္ခဏာရှိတဲ့သဘောအနေနဲ့သာအရင်စတင်ဖြစ်ပေါ်လာတာပါဒီအမြင်နဲ့သာကြည့်တတ်မယ်ဆိုရင်ဘဝတစ်ခုလုံးမှာဖြစ်တဲ့များစိတ်တိုင်းအပေါ်မှာအာရုံကိုတည်တတ်တဲ့သဘောအနေနဲ့ပေါ်တဲ့အတိုင်းအလိုက်တွေတရဇက်တတိထားနိုင်ဖို့အတွက်တေချာမောက်လွယ်ကူစေမှာပါဘဝတစ်ခုမှာစိတ်တွေဘလောက်ပဲအများကြီးဖြစ်တယ်ပြောပြောအာရုံကိုတည်တတ်တဲ့သဘောလက္ခဏာရှိတဲ့သဘောအနေနဲ့သာလေတကယ်ဖြစ်ပြီးပြန်နေရတာပါတကယ်ပေါ်ပြီးပြောင်းနေရတာပါစိတ်ကိုတွေ့အောင်စောင့်ကြည့်နေတဲ့တတိနဲ့မရှိမပြတ်မတည်တဲ့အသည့်တွေကိုလိုက်ကလည်းအာရုံကိုတည်တတ်တဲ့သဘာဝလက္ခဏာရှိတဲ့ဓာတ်သဘောလေးပါစိတ်ကိုသဘောအနေနဲ့စောင့်ကြည့်တဲ့အခါမှာစူးစိုက်တဲ့တတိမဟုတ်ပဲစောင့်ကြည့်တဲ့အကဲခတ်တဲ့တတိမျိုးဖြစ်ဖို့လိုအပ်ပါတယ်စိတ်ကိုစောင့်ကြည့်ရလဲစိတ်ပဲသဘောကိုစောင့်ကြည့်ရလဲသဘောပဲဆိုတဲ့သဘောမျိုးစိတ်ချင်းသဘောချင်းစောင့်ကြည့်တဲ့သဘောမျိုးလေးသဘောပြောင်းထားနိုင်ရပါမယ်အဲ့တော့မှလေစိတ်ချင်းသဘောချင်းစောင့်ကြည့်တဲ့သဘောမျိုးလေးသဘောပြောင်းထားရင်ပြောင်းထားနိုင်လားတလားစူးစိုက်မှုကိုရှုံတက်လျှော့ပြီးတော့သဘောတိုင်းစားတို့ချုပ်ပြောင်းနေတဲ့စိတ်တွေအပေါ်မှာပေါ်တဲ့အတိုင်းအလိုက်တင်နေတဲ့စက်တတိပြောင်းထားလာနိုင်ပါလိမ့်မယ်
စိတ်ကိုသဘောအနေနဲ့စောင့်ကြည့်တဲ့အခါမှာအခုလက်ရှိဖြစ်ပေါ်နေတဲ့စိတ်တွေအပေါ်မှာတင်မကပဲဘဝတစ်ခုရဲ့ပထမဦးဆုံးဖြစ်တဲ့ပဋိသန္ဓေအခါကတည်းကအာစိတ်သူစိတ်အနေနဲ့ဖြစ်ပေါ်လာတာမဟုတ်ပဲအာရုံကိုတည်တတ်တဲ့သဘောလက္ခဏာရှိတဲ့သဘောအနေနဲ့သာလေစတင်ဖြစ်ပေါ်လာတယ်ဆိုတဲ့သဘောမျိုးလေးခံယူချက်နဲ့သဘောထားပြောင်းပေးဖို့လိုအပ်ပါတယ်အဲ့တော့မှလေဘဝတစ်ခုလုံးမှာဖြစ်ပေါ်လာတဲ့စိတ်မှန်တဲ့များတိုင်းအပေါ်မှာဘယ်စိတ်ကိုမှချမ်းသာထားပဲအသိငယ်ဆုံးတော့အသိမွေ့ဆုံးတော့အာရုံကိုတည်တတ်တဲ့သဘောလက္ခဏာရှိတဲ့သဘောအနေနဲ့အလွယ်တကူတရစက်တတိပြောင်းထားလာနိုင်မှာပါအကြောင်းအနေသိသိတဲ့အကျိုးမြင်နဲ့ကြည့်တဲ့နေရာမှာလေအခုလက်ရှိဖြစ်ပေါ်နေတဲ့စိတ်တွေတွေမကပဲဘဝတစ်ခုရဲ့ပထမအဆုံးဖြစ်တဲ့ပဋိသန္ဓေအခါမှာကတည်းကအတိတ်ကပြုလုပ်ခဲ့တဲ့အတိတ်ခန္ဓာမှာမသိမှုနဲ့ညှိတွေ့ခဲ့တဲ့သမုဒယအကြောင်းကံအသက်ပတ်ပေါ်လိုက်တဲ့အတွက်ကြောင့်ဒါလည်းဖြစ်ပေါ်လာရတဲ့အကျိုးသဘောအနေနဲ့သဘောပြောင်းထားနိုင်ရပါတယ်။ဒါဆိုရင်ဘဝတစ်ခုလုံးမှာဖြစ်လာတဲ့စိတ်မနှများတဲ့အပေါ်မှာအကြောင်းအနေသိသိတဲ့အကျိုးအမြင်နဲ့အလွယ်တကူပေါ်တဲ့အတိုင်းအလိုက်တင်နေတဲ့ဆက်တတိထားနိုင်လာမှာပါစောင့်ကြည့်တတ်လာမှာပါတော်ပါတဲ့အစားတပိချုပ်ပြောင်းနေတဲ့စိတ်တွေပေါ်မှာပေါ်တဲ့အတိုင်းအလိုက်တင်လေအကြောင်းအနေသိစီတဲ့အကျိုးအမြင်နဲ့အလွယ်တကူတတိထားနိုင်လာမှာပါအရှုခံပေါ်တယ်မကပဲအရှုဉာဏ်အပေါ်မှာပါတတိဖြောပါမှာပါအရှုခံကိုသဘောအနေနဲ့စောင့်ကြည့်တယ်မကပဲအရှုဉာဏ်ကိုပါသဘောအမြင်နဲ့စောင့်ကြည့်တတ်ရတယ်အရှုခံကိုအကြောင်းအနေသိစီတဲ့အကျိုးအမြင်နဲ့ကြည့်တယ်မကပဲအရှုဉာဏ်ကိုပါအကြောင်းအနေသိစီတဲ့အကျိုးအမြင်နဲ့တတိပြောင်းထားနိုင်ရပါတယ်ဘယ်လိုသဘောမျိုးလဲဆိုရင်ရှိစိတ်တွေမရှိမှရှိစိတ်တွေပြတ်မှန်းသိဖို့အတွက်စောင့်ကြည့်တဲ့တတိနဲ့မရှိမှပြတ်မှန်းသိတဲ့အသည့်တွေကိုနိုင်ကအတိတ်ကအသက်ပတ်ဖို့ပေးနေတယ်လို့ဒါလေဒီလိုစောင့်ကြည့်တဲ့တတိနဲ့ဒီလိုမရှိမှပြတ်မှန်းသိတဲ့အသည့်တွေဖြစ်ခွင့်ရှိနေသေးတာပါအတိတ်ကတည်းကမပန်းပို့ပြီးတော့ဘူးဆိုရင်ရှိစိတ်တွေမရှိမှရှိစိတ်တွေပြတ်မှန်းသိဖို့အတွက်စောင့်ကြည့်တဲ့တတိနဲ့မရှိမှပြတ်မှန်းသိတဲ့အသည့်တွေလည်းအစားထိုးခွင့်ရှိမှာမဟုတ်တော့ပါဘူးအဲကြောင့်အရှုခံမမတင်မကပဲအရှုဉာဏ်အပေါ်မှာပါသဘောအမြင်နဲ့စောင့်ကြည့်ုံတည်းမကပဲအကြောင်းအနေသိစီတဲ့အကျိုးအနေနဲ့တတိပြောင်းထားနိုင်ရပါတယ်အဲ့တော့မှလည်းအရှုခံကိုတည်းမကပဲအရှုဉာဏ်အပေါ်မှာပါဖြစ်ပြီးမရှိတော့တဲ့ဖြစ်ပြီးပြတ်တဲ့အမှန်ကိုအရှိအတိုင်းအလိုက်သိလေးသိတဲ့စစ်မှန်တဲ့ဝိပဿနာဉာဏ်ဖြစ်လာမှာပါတော်ဘာတိုင်းအစားတပိချုပ်ပြောင်းတဲ့စိတ်တွေအပေါ်မှာအလိုက်သိလေးပေါ်တဲ့အတိုင်းတတိပြောင်းထားနိုင်ဖို့အတွက်ဆိုတာတစ်ဖက်ကနေပြောရမယ်ဆိုရင်တကယ်တဘာဝစိတ်အစစ်မှာကရှေးစုတွေမရှိတော့မှရှေးစုတွေပြတ်မှန်းတည်ရင်တည်တဲ့နောက်စိတ်ဖြစ်နေပါပြီတိမှန်ကိုထပ်တည်ရင်ထပ်တည်တဲ့အတိထပ်ပေါ်နေပါပြီထပ်တည်မှန်ကိုထပ်တည်ရင်လည်းထပ်တည်တဲ့အတိထပ်ဖြစ်နေပါပြီ
တိတိချင်းညံ့ချင်းတရစက်တက်ဆက်မီမရှိမှပြတ်မှန်သိနိုင်တော့မှလေတဘာဝတိုင်းအစာတဝီချုပ်ပြောင်းနေတဲ့စိတ်တွေပေါ်မှာအလိုက်ကလေးတရစက်တတိပြောင်းထားနိုင်တယ်လို့ပြောလို့ရမှာပါဘယ်လိုသဘောမျိုးလဲဆိုတော့တချို့ယောဂီတွေကရှေ့စိတ်တွေမရှိမှရှေ့စိတ်တွေပြတ်မှတ်သိရင်သိတဲ့နောက်စိတ်ဖြစ်နေမှတတိမထားမိကြပါဘူးတကယ်သဘာဝစိတ်ဖြစ်စင်မှာကြတော့ရှေ့စိတ်တွေမရှိတာရှေ့စိတ်တွေပြတ်တာသိရင်သိတဲ့နောက်စိတ်ဖြစ်နေပါပြီတိမှန်ကိုထပ်သိရင်ထပ်သိတဲ့အတိတ်ထပ်ဖြစ်နေပါပြီအဲ့ဒါကိုထပ်သိရင်လည်းထပ်သိတဲ့အတိတ်ထပ်ပေါ်နေပါပြီဒီလိုအတိတ်သိချင်းညံ့ချင်းတရစက်တက်စင်ပြီးတတိပြောင်းထားနိုင်မှသာလေသဘာဝတိုင်းအစာတူချုပ်ပြောင်းနေတဲ့စိတ်တွေအပေါ်မှာအလိုက်တင်လေးတတိပြောင်းထားတယ်လို့ပြောလို့ရမှာပါပြေစုံပန်ကြားတဲ့ကြာလာမှာပါရှေ့စိတ်မရှိမှရှေ့ပြတ်မှန်းသိရင်သိတဲ့နောက်စိတ်ဖြစ်နေပါလျက်နဲ့တခြားစိတ်တွေကိုရှာပြီးအပြတ်ရှုနေတယ်ဆိုရင်အမိကျော်ပြီးတော့တွေးတော်လွမ်းတယ်လို့ဖြစ်နေပါလိမ့်မယ်တကယ်တမ်းကရှေ့စိတ်မရှိမှရှေ့ပြတ်မှန်းသိရင်သိတဲ့နောက်စိတ်ဖြစ်နေပါပြီဒီမှန်ကိုထပ်သိရင်ထပ်သိတဲ့အတိတ်ထပ်ဖြစ်နေပါပြီအဲ့ဒါကိုထပ်သိရင်လည်းထပ်သိတဲ့အတိတ်ထပ်ပေါ်နေပါပြီအားကြောင့်အတိတ်သိချင်းညံ့ချင်းတရစက်တက်ဆက်ပြီးတော့မရှိမှပြတ်မှန်တရစက်သိနိုင်ပါသာလျင်တဘာဝတိုင်းအစာတဝီချုပ်ပြောင်းနေတဲ့စိတ်တွေအပေါ်မှာအလိုက်တင်တရစက်မရှိမှပြတ်မှန်သိနိုင်တဲ့ဉာဏ်အစစ်ဖြစ်မှာပါပြေစုံပန်ကြားတဲ့ကြာလာတယ်လို့ပြောလို့လည်းရပါတယ်။တစ်ခါကပြန်ပြောမယ်ဆိုရင်ကိလေသာကြားမကိုတဲ့ဉာဏ်တရစက်ဖြစ်နိုင်ဖို့အတွက်ဆိုတာပြေစုံပန်ကြားတဲ့ကြာဖို့အရေးကြီးပါတယ်။ရှေ့စိတ်တွေမရှိမှရှေ့စိတ်တွေပြတ်မှန်းတည်တဲ့ချိန်တည်တဲ့နောက်စိတ်ဖြစ်နေပါလျက်နဲ့တခြားစိတ်တွေကိုရှာနေမယ်တခြားစိတ်တွေရဲ့အပြတ်ကိုရှာဖွေပြီးချိန်နေမယ်ဆိုရင်ဒီလိုရှေ့စိတ်မရှိမှရှေ့စိတ်ပြတ်မှန်းတည်တဲ့အတိမှာတိတိကတ်သွားမှာပါငါတတိကအတိအနေနဲ့တိတိကတ်သွားမှာပါအဲဒါကြောင့်အရှုခံမှာဒီမကပဲအရှုဉာဏ်မှာပါအသိမိတ်ဆိုဒီဒိဋ္ဌိဖြုံနိုင်ဖို့ဥတည်နိုင်ရပါတယ်အဲ့တော့မှလေကိလေသာကြောင့်မကိုတဲ့ဉာဏ်တရစက်ဖြစ်နိုင်မှာပါတရားသဘောအကုန်လုံးဆက်ဆက်နေတာပါစူးစိုက်မှုရှော့တဲ့ရှော့နိုင်မှာသဘာဝတိုင်းအလိုက်သဘာဝတိုင်းအစာတူချုပ်ပြောင်းနေတဲ့စိတ်တွေအပေါ်မှာဘောရဲ့အတိုင်းအလိုက်တဲ့စက်တတိပြောင်းထားနိုင်မှာဖြစ်တယ်လို့အတိတ်ချင်းဉာဏ်ကျတဲ့စက်တက်ဆက်ပြီးမရှိမှပြတ်မှတ်သိနိုင်တော့မှလေကိလေသာကြောင့်မကိုတဲ့ဉာဏ်စက်တိုက်ဖြစ်နိုင်ပါလိမ့်မယ်ဒီလိုစစ်မှန်နေအသိအမြင်တွေဖြစ်ဖို့အတွက်ဆိုတာယုံတဲ့စိတ်အပေါ်မှာသဘောအမြင်နဲ့တွေ့အောင်
အရင်စောင့်ကြည့်တတ်ဖို့လိုအပ်ပါတယ်အခုလက်ရှိဖြစ်ပေါ်နေတဲ့ရုပ်နဲ့စိတ်တွေအပေါ်မှာတင်မကပဲဘဝတစ်ခုရဲ့ပထမဦးဆုံးဖြစ်တဲ့ပရိသတ်ရဲ့အခါကတည်းကအသိမွေ့ဆုံးသောသဘောအနေနဲ့ဒါလည်းစတင်ဖြစ်ပေါ်လာတယ်ဆိုတဲ့သဘောမျိုးလေးသဘောပြောင်းထားနိုင်ရမှာပါရုပ်ပဲဖြစ်စိတ်ပဲဖြစ်ဖြစ်စတင်ဖြစ်ပေါ်လာတဲ့ကအာယုံမစိတ်တွေအနေနဲ့ပုဂ္ဂိုလ်တွေတ attva တွေအနေနဲ့စတင်ဖြစ်ပေါ်လာတာမဟုတ်ပါဘူးအသိမွေ့ဆုံးသောအတ္တမဟုတ်တဲ့အနတ္တသဘောအနေနဲ့ဒါနဲ့စတင်ဖြစ်ပေါ်လာတာပါအာယုံကစိတ်တွေအနေနဲ့မဟုတ်ပဲအနတ္တသဘောအနေနဲ့ဒါနဲ့စတင်ဖြစ်ပေါ်လာတာပါအကြောင်းအကျိုးအနေနဲ့သိစီပြီးပြောရမယ်ဆိုရင်လည်းအခုလည်းဖြစ်ပေါ်နေတဲ့ရုပ်နဲ့စိတ်တွေအပေါ်မှာအကြောင်းအနေသိစီတဲ့အကျိုးအမြင်နဲ့စောင့်ကြည့်ရုံတည်းမကပဲဘဝတစ်ခုရဲ့ပထမဦးဆုံးဖြစ်တဲ့ရုပ်နဲ့စိတ်အပေါ်မှာကတည်းကပြိတ္တနဲ့အခါမှာကတည်းကသမုဒယအကြောင်းကံအကြောင်းသားလေးဖြစ်ပေါ်လာကြတယ်ဒုက္ခအကျိုးအနေနဲ့ခံယူချက်နဲ့သဘောထားပြောင်းပေးဖို့လိုအပ်ပါတယ်အဲ့တော့မှသာလေဘဝတစ်ခုလုံးမှာဖြစ်လာတဲ့မြရုပ်နဲ့စိတ်တိုင်းအပေါ်မှာအကြောင်းသားပြတဲ့အကျိုးအနေနဲ့သိသိပြီးကြည့်တတ်လာမှာပါအဲ့လိုသဘောအနေနဲ့ပဲကြည့်ကြည့်အကြောင်းကြောင့်ပြတဲ့အကျိုးအနေနဲ့ပဲကြည့်ကြည့်အရှုခံမှတည်းမကပဲအရှုဉာဏ်အပေါ်မှာလည်းကြည့်တတ်ဖို့လိုအပ်ပါတယ်။ကံရင်ပြင်းကြီးဘလောက်ပဲကြီးမှကျေပြတ်နေပြောအသေးငယ်ဆုံးတော့ချိန်ပုံနဲ့စတင်ရတယ်လို့ပဲ။ဘဝတစ်ခုလုံးမှာရုပ်နဲ့စိတ်တွေဘလောက်ပဲအများကြီးဖြစ်တယ်ပြောဘဝတစ်ခုရဲ့ပထမဦးဆုံးဖြစ်တဲ့ပရိသတ်ရဲ့အခါမှာကတည်းကအားရသူတွေမဟုတ်တဲ့အာယုငါစိတ်မဟုတ်တဲ့အသိမွေ့ဆုံးတော့သဘောလေးအနေနဲ့ဒါလေးစတင်ဖြစ်ပေါ်လာတာပါကျောင်းသားပြတဲ့အကျိုးအနေနဲ့ပြောရမယ်ဆိုရင်လေဘဝတစ်ခုရဲ့ပထမဦးဆုံးဖြစ်တဲ့ပရိသတ်ရဲ့အခါမှာကတည်းကအတိတ်ကပြုလုပ်ခဲ့တဲ့အတိတ်ခန္ဓာမှာမသိမှုနဲ့ညှိတွေ့ခဲ့တဲ့သမုဒယအကြောင်းကံအသက်ပတ်ပုံမှုကြောင့်ဖြစ်ပေါ်လာကြတဲ့အကျိုးသဘောလေးပါအကြောင်းကြောင့်ပြတဲ့အကျိုးအနေနဲ့ဒါလေးစတင်ဖြစ်ပေါ်လာတာပါဒီအမြင်နဲ့ကြည့်တတ်မယ်ဆိုရင်လေဘဝတစ်ခုလုံးမှာဖြစ်လာတဲ့များရုံနဲ့စိတ်တိုင်းအပေါ်မှာအကြောင်းအနေသိစီတဲ့အကျိုးအမြင်နဲ့အသိမွေ့ဆုံးသဘောဆိုင်အောင်တတိထားနိုင်တာမှာပါအရှုခံမှတည်းမကပဲအရှုဉာဏ်အပေါ်မှာပါသိမှုတဲ့သဘောအနေနဲ့ဖြစ်ပြီးပြတ်မယ်အကြောင်းအနေသိစီတဲ့အကျိုးအမြင်နဲ့ကြည့်တတ်လာမှာပါစူးစိုက်မှုရှော့နိုင်တယ်လားသဘာဝတိုင်းအစားတူချိုးပြောင်းနေတဲ့သဘောတွေအပေါ်မှာအလိုက်တဲ့နေတတိပြောင်းထားနိုင်မှာဖြစ်တယ်လို့သိမှုတဲ့သဘောအနေနဲ့အကြောင်းအနေသိစီတဲ့အကျိုးအမြင်နဲ့သိမှုတဲ့သဘောဆိုင်အောင်ကြည့်တတ်လာသလား
အရှုကံပေါ်မှာတင်မကပဲအရှုဉာဏ်အပေါ်မှာပါအသိမွေးဆုံးအထိဒိဋ္ဌိဖြုံနိုင်လာပါလိမ့်မယ်ဖြစ်ပြီးမရှိတော့မှဖြစ်ပြမယ်အရှိတိုင်းအသိမွေးဆုံးအထိသိနိုင်ဖို့တည်လာနိုင်ပါလိမ့်မယ်အတိတ်ဒီချင်းဉာဏ်ချက်တဲ့စက်တက်စပြီးတော့မရှိတာပြတ်တာပဲသိနိုင်တယ်လို့အတိတ်ကုဏရဲ့ထပ်မရှိတော့ဘူးဒါချုပ်ပြမှုအမှန်အောင်အတိတ်ဒီချင်းဉာဏ်ချက်တဲ့စက်တက်စသိပေးခြင်းအဖြစ်အတိတ်ကိုဆွလွတ်တဲ့အတိတ်တဲ့စက်ဖြစ်ခွင့်ပေးနိုင်ရမှာပါရှေ့စုတွေမရှိမှရှေ့စုတွေပြတ်မယ်ဒီတွေနောက်စုတွေနောက်အသီးတွေကိုနိုင်ရဲ့မရှိတော့မချုပ်ပြမှုအမှန်ကိုတဲ့စက်တက်စသိပေးခြင်းအဖြစ်အတိတ်ကိုဆုံးလွတ်တဲ့အတိတ်ပဲတဲ့စက်ဖြစ်ခွင့်ပေးနိုင်မှုကြိုးစားမှာပါကျေးဇူးပါမနောက်ဆုံးပေါ်တဲ့အတိတ်မွေးဆုံးအတိတ်ကိုနိုင်ရမရှိတော့မှုအတိတ်မွေးဆုံးအတိတ်ကိုနိုင်ချုပ်ပြမှုတည်တဲ့ဉာဏ်ဦးနိုင်တဲ့အတိတ်သိနိုင်ရမှာပါအဲဒါဆိုရင်ဆွလွတ်တဲ့အတိတ်ကိုတော့ပြန်ဆွနိုင်သွားတယ်မညံဘူးဉာဏ်တေချာပေါက်ပေါ်နိုင်ပါလိမ့်မယ်သူအစင်းနဲ့သူသမုဒ္ဒရာအလုံးစုံချုပ်လို့ဒုက္ခချုပ်တဲ့နိရောဓတုံညာဆိုင်နိုင်ပါလိမ့်မယ်ကြတော့တဘာဝယုံနဲ့ငါတတငါတတမဟုတ်ပါဘူးငါမရှိပဲတဘာဝယုံနဲ့မရှိတာပါငါဆွေးကိုဖြုတ်နိုင်တယ်လို့တဘာဝတိုင်းစားတို့ချုပ်ပြောင်းနေပရမယုံနဲ့အမှန်တရားနဲ့တသားလေးကြားတဲ့အသိဉာဏ်ဖြစ်လာပါလိမ့်မယ်အယူကမှာရောအယူဉာဏ်မှာပါအဲ့ဒါဆိုငါဆွေးဖြုတ်နိုင်တယ်လို့တဘာဝတိုင်းစားတွေးချုပ်ပြောင်းနေတဲ့ပရမယုံနဲ့သဘောခန္ဓာနဲ့တသားလေးကြားတဲ့အသိဉာဏ်ဝင်လာပါလိမ့်မယ်အာယုံကိုတည်တဲ့သဘောလေးကိုချိန်ပြီးပြောရမယ်ဆိုရင်တိမှုသဘောလေးရဲ့နောက်ွယ်မှာအာယုံကိုခံစားတတ်မှတ်တာတဲ့ပြုပြင်စီစောတတ်တဲ့စေတသိက်သဘောတွေပါဝင်တယ်လို့ဖောက်ပြန်ပျက်စီးရဲ့အကျိုးမှမိပြီးဖြစ်နေတဲ့အတွက်ကြောင့်ဖောက်ပြန်ခံစားမှတ်တာပြုပြင်တည်တတ်တဲ့ပေါင်းပေါ်ပေါင်းပြတ်သဘောခန္ဓာလို့ပြောရင်လည်းရပါတယ်ခန္ဓာဘာသဘောဆိုတာဒီခန္ဓာကိုယ်ရဲ့ပုံသဏ္ဍာန်ကြီးမဟုတ်ပဲမကြားရကြားလာတဲ့မမြင်ရမြင်လာတဲ့မတွေ့ရတွေ့လာတဲ့မသိရသိလာတဲ့အသိမွေးဆုံးသောစိတ်လေးတစ်စိတ်ရဲ့ပင်ကိုအမှန်ပါဖောက်ပြန်ခံစားမှတ်တာဖြစ်ဖြစ်တည်တတ်တဲ့သဘောလက္ခဏာရှိတဲ့သဘောမှန်ရင်ငါတွေသူတွေပုဂ္ဂိုလ်တွေတ attva တွေမဟုတ်တာသိကြပါတယ်ကိုယ်ကမှဖောက်ပြန်ခံစားမှတ်တာဖြစ်ရင်တည်တတ်တာမဟုတ်ပါဘူးတင်္ကတနဲ့
တကူလုံးမှရှိတဲ့စိတ်မနှမျှအားလုံးပေါက်ပြန်ခံစားမှတ်သားပြီးပြင်တည်တတ်ကြတာပါပဲပေါက်ပြန်ခံစားမှတ်သားပြီးရှိတဲ့တည်တတ်တဲ့သဘောလက္ခဏာရှိတဲ့သဘောမှန်ရင်ငါမဟုတ်တာသိကြတယ်လို့နောက်တော့ဖြစ်ကြရရှိတဲ့ဘောပြတ်ပြီးသွားပြီနောက်ထပ်ပေါင်းပေါ်ပေါင်းပြတ်သဘောခန္ဓာပေါ်ကလေးကရှေ့အဖြစ်ကြတဲ့သဘောခန္ဓာတွေချုပ်ပြီးသွားပါပြီဒီမှာနေဖြစ်ပြီးဒီမှာနေချက်ချင်းပြတ်တာဒီမှာနေပေါ်ပြီးဒီမှာနေချက်ချင်းပြောင်းတာပါဒီသဘောခန္ဓာလေးကိုတွေ့အောင်စောင့်ကြည့်တဲ့အခါမှာစူးစိုက်တဲ့တတိမဟုတ်ပဲစောင့်ကြည့်တဲ့တတိဖြစ်ဖို့လိုအပ်ပါတယ်။အားကြောင့်လည်းဆိုရင်ဒီပေါက်ပေါ်ပေါက်ပြသဘောခန္ဓာလေးကလက်စီလက်တာထက်မြန်ပါတယ်။ဒီမှာနေဖြစ်ပြီးဒီမှာနေချက်ချင်းပြတ်သွားတာဒီမှာနေပေါ်ပြီးဒီမှာနေချက်ချင်းပြောင်းသွားတာပါအခိုက်အတန့်သဘောလေးပါ။ဒါကိုတွေ့အောင်စောင့်ကြည့်နေတဲ့တတိနဲ့မရှိမပြတ်မတည်တဲ့အတိကိုယ်၌ကလည်းပြုပြင်စေစောတက်တဲ့သင်္ခါရခန္ဓာဥဆောင်နေတဲ့ပေါင်းပေါ်ပေါင်းပြတ်သဘောခန္ဓာလေးပါပဲ။ငါတတိကအတိမဟုတ်ပါဘူး။ဒီတတိနဲ့အတိကိုယ်၌ကလည်းဒီမှာနေဖြစ်ပြီးဒီမှာနေချက်ချင်းပြတ်သွားတာပါ။ဒီမှာနေပေါ်ပြီးဒီမှာနေချက်ချင်းပြောင်းသွားတာပါ။အခိုက်အတန့်သဘောလေးပါ။အားကြောင့်အတိတ်သိချင်းဉာဏ်ချင်းတဲ့စက်စပြီးတော့မရှိမပြတ်မယ်တည်ပေးတဲ့နေရာမှာလေစူးစိုက်ပြီးတည်တာမဟုတ်ဘဲနဲ့အတိတ်သိချင်းဉာဏ်ချင်းတဲ့စက်ပြီးပေါ်တဲ့အတိုင်းလိုက်တဲ့စက်တတိပြောင်းထားခြင်းအဖြစ်မရှိမပြတ်မယ်အလိုက်တဲ့လေးဆုံးဖြတ်ချက်ချနိုင်တဲ့အတိဖြစ်ဖို့လိုအပ်ပါတယ်ငါတတိလာအတိဆိုတဲ့အယူဆွနိုင်ရတယ်လို့မရှိမပြတ်မဲ့အလိုက်တဲ့နေတဲ့စက်သိနိုင်ရပါတယ်။သဘောအမြင်နဲ့စောင့်ကြည့်တဲ့ရတယ်လို့အကြောင်းအနေသိစီတဲ့အကျိုးအမြင်နဲ့လည်းသိစီတတ်ရပါတယ်။အဲဆိုရင်အရှုကံမတည်းမကပဲအရှုဉာဏ်အပေါ်မှာပါ။သဘောအမြင်နဲ့အလိုက်တဲ့နေတဲ့စက်တက်ဆက်ပြီးတည်တဲ့ကိလေသာကြောင့်မကိုရဉာဏ်စက်တိုင်းအလွယ်တကူဖြစ်နိုင်လာမှာပါဒီနေရာမှာမဟုတ်ဆရာတော်ဘုရားကြီးကိလေသာကြောင့်မကိုရဉာဏ်သာ7မိနစ်15မိနစ်စက်တိုင်းဖြစ်နိုင်မယ်ဆိုရင်ဒီကြောင့်အောင်မဉဏ်ပူဉဏ်ပေါ်နိုင်တယ်လို့ဟောလေးရှိပါတယ်တကယ်ကိလေသာကြောင့်မကိုရဉာဏ်စက်တိုင်းဖြစ်နိုင်ဖို့အတွက်ဆိုတာစူးစိုက်မှုရှော့တဲ့ရှော့ပြီးအလိုက်တဲ့လေးတတိပြောင်းထားနိုင်ရတယ်လို့သဘောအမြင်နဲ့အကြောင်းအနေသိစီပြီးကြည်တတ်ဖို့လည်းလိုအပ်ပါတယ်ရှိစိတ်တွေမရှိမှရှိစိတ်တွေပြတ်မှတ်တဲ့နောက်စိတ်နဲ့နောက်အသည့်တွေအပေါ်မှာလည်းအတိအသေးချင်းဉာဏ်ချင်းတဲ့စက်တက်ဆင်းပြီးမရှိမှပြတ်မှတ်တဲ့ဉာဏ်ဖြစ်ဖို့ဥတည်နိုင်ရပါတယ်အဲ့တော့မှလေကိလေသာကြောင့်ဘုရားဉာဏ်စက်တိုင်းတကယ်ဖြစ်နိုင်မှာပါအတိတ်သိခြင်းဉာဏ်ချင်းတဲ့စက်တစ်စင်မြော်တော့အမြင်နဲ့အကြောင်းအနေသိစီပြီးအကျိုးအနေနဲ့မရှိမှပြတ်မယ်ပေါ်တဲ့အတိုင်းလိုက်တဲ့စက်တက်စင်မြော်7မိနစ်15မိနစ်စက်တိုင်းသာသိနိုင်မယ်ဆိုရင်သိကြပါသူအစနဲ့သူသမုဒ္ဒရာအလုံးစုံချုပ်လို့ဒုက္ခချုပ်တဲ့နိရောဓညာဆိုင်ခြင်းလိုခြင်းကိုရောက်နိုင်မှာပါ
အဲ့တော့မှလေဖြစ်ပြီးပြတ်နေတဲ့စိတ်စိတ်တည်းရုပ်သဘောတွေကိုစွန့်ခွာတယ်မဖြစ်မပြတ်တဲ့နိဗ္ဗာန်ဘက်ကိုလှည့်တယ်မဉဏ်ပူဉဏ်ပေါ်နိုင်ပါလိမ့်မယ်ကာမရှိပဲတရားပဲရှိတဲ့သဘာဝနဲ့တရားရဲ့အကြတဲ့အသိဉာဏ်ဖြစ်သွားပါလိမ့်မယ်မဉဏ်ပူဉဏ်မပေါ်နိုင်မချင်းကတော့ဘာနဲ့တရားကွဲနေတယ်လို့ဖြစ်နေမှာပါဒါကပြန်ပြောမယ်ဆိုရင်ငါမရှိပဲတရားပဲရှိတဲ့သဘာဝနဲ့တရားရဲ့ကြားတဲ့အသိဉာဏ်ဖြစ်သွားရင်လေဒီကြပါမဉဏ်ပူဉဏ်ပေါ်နိုင်မှာပါအရှုခံမောတဲ့မကပဲအရှုဉဏ်အပေါ်မှာပါအသိမွေးဆုံးအထိအစွဲဖြုတ်နိုင်မှာတမရအလို့ဆိုချုပ်လို့ဒုက္ခချုပ်တဲ့နေရတာတို့ညာဆိုင်နိုင်မှာပါ။ဘာကြောင့်လဲဆိုရင်အရှုခံတဲ့မကပဲအရှုဉဏ်ကိုနိုင်ကလေဖြစ်ပြီးပြတ်နေတဲ့ပေါင်းပေါ်ပေါင်းပြတ်သဘောခန္ဓာမို့လို့ပါအရှုခံဟောတဲ့မကပဲအရှုဉဏ်ပေါ်မှာပါအသိမွေးဆုံးအထိအစွဲဖြုတ်နိုင်မှာဖြစ်ပြီးပြတ်နေတဲ့စိတ်စိတ်တွေသဘောတွေကိုအသိမွေးဆုံးအထိတန်ရောစဉ်ပြတ်နိုင်တဲ့မဉဏ်ပူဉဏ်သိကြပါပေါ်နိုင်မှာပါချိန်ပြေပါပြီကုသိုလ်ကောင်းမှုဆုစုတဲ့အများပေးဝေပါမယ်ကျွန်ုပ်တို့သည်တကုသိုလ်တော်ချမ်းသာအစဉ်ဖြစ်သောနိဗ္ဗာန်ချမ်းသာအတွက်ရည်စူး၍ယခုချိန်ထိပြုလုပ်ခဲ့သမျှဒါနကုသိုလ်စောင့်တည်ခဲ့သမျှသီလကုသိုလ်ပွားများအားထုတ်ခဲ့သမျှသမထဝိပဿနာကုသိုလ်ဤကုသိုလ်ကောင်းမှုအလုံးတို့နှင့်တကွယနေ့ပြုလုပ်သမျှကုသိုလ်ကောင်းမှုအလုံးတို့၏အဖို့ဘာကကိုအာယုံစွန်းနှင့်ထပ်ဆောင်စွန်းအလူရှင်ဖြစ်သောဆရာလေးဝါယမီနဲ့ပတ္တတမြအားလုံးနေစွန်အလူရှင်ဖြစ်သောဦးငွေထွန်းနဲ့ပတ္တတမြအားလုံးထပ်ဆောင်စွန်အလူရှင်ဖြစ်သောမက်ခိုင်စပယ်စုနဲ့ပတ္တတမြအားလုံးတနေ့တာရင်ပြီးအလူရှင်ဖြစ်သောမအိမ်တွေခိုင်မင်းမောင်မိသားစုနဲ့ပတ္တတမြအားလုံးမော်ဘီရိတ်တာအာယုံဆုံးအလူရှင်ဖြစ်သောကွယ်လွန်သူကျေးဇူးရှင်မိဘများဖြစ်ကြသောဦးတင်ထွန်းတော်အေးမြင့်တို့အားရည်စူး၍သမီးတော်ကြည်ကြည်ထွန်းတော်ဝေမီထွန်းမိသားစုနဲ့ပတ္တတမြအားလုံးနေစွန်အလူရှင်ဖြစ်သောတော်ဆန်းညွန့်နဲ့ပတ္တတမြအားလုံးတနေ့တာရင်မိအလူရှင်ဖြစ်သော
မိဘနှစ်ပါးအမှုထား၍မလဝံဖြစ်ဖြစ်နှင့်ပတ္တသမြအာလုံးတို့နှင့်တကွာ32ဘုံသားအာလုံးတို့အားအမြပေးဝေပါကုန်၏ကျွန်ုပ်တို့နှင့်ထပ်တူတမ်းများရရှိ၍ဝမ်းမြောက်ဝမ်းသာသာဓုခေါ်ဆိုနိုင်ကြပါစေကုသိုလ်အများယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုကုသိုလ်အများယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုကုသိုလ်အများယူတော်